ချမ်းသာစွာနေနည်းလို့တရားကောင်းစဉ်လေးပြီးပြီးတော့ယင်းတို့ဟောကြားမယ်ပရဏဝိဘင်္ဂသုတ်တံတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျာဒီသုတ်တံကိုယင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးဘာဝတိပြည်မော်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးတော်မူခြင်းကာလယဟန်တော်ရှင်မြတ်တွေကိုဟောကြားတော်မူခဲ့တာဖြစ်ပါလေဒီလိုဟောကြားတာကဘာကြောင့်ဟောတာလဲဆိုတော့အတ္တိစာတရားမြတ်စွာဘုရားလိုတော်ဆန္ဒရှိတဲ့အတွက်ကြောင့်ဟောကြားလိုက်တာအကြောင်းတူတစ်စုံတရားပေါ်လို့ဟောတာမဟုတ်နော်ဒီနိလန်းများကိုအသုံးပြုပြီးတော့ချမ်းချမ်းသာသာနေနိုင်ကြဖို့ဆိုတဲ့မြတ်စွာဘုရားရဲ့အလိုဆန္ဒအားလျော်စွာဒီသုတ်တံကိုမြတ်စွာဘုရားဟောတယ်အဲ့တော့ဦးဇင်းတို့ဒီသုတ်တံကိုကိုယ့်ရဲ့ခေါင်းထဲမှာကြည်ကြည်ပြောင်ပြောင်နားလည်သွားစေဖို့မှတ်မိသွားစေဖို့မင်းကောင်းစတော်ဘုရားကြီးဟောကြားရေးသားထားတာကိုဦးဇင်းတို့အခြေခံပြီးတော့ပိဋကပေါင်းတော်ကောင်းတို့ကိုပြောသွားပါမယ်။ဆိုတော့ဘုရားကြီးကဒီသုတ်တံမှာမြတ်စွာဘုရားကချမ်းချမ်းသာသာနေနိုင်ဖို့အရဏဝိပင်ကအရဏဆိုတာကိလေသာမျိုးကင်းနေဆိုတဲ့သဘောကိုပြောတာနော်အဲ့ဒါချမ်းချမ်းသာသာနေနိုင်ကြောင်းနိလန်းကောင်းများလို့ဆိုတော့ဘုရားကြီးကအဲ့လိုနာမည်တတ်တယ်အဲ့လိုချမ်းချမ်းသာသာနေနိုင်ဖို့အတွက်နိလန်း6မျိုးမြတ်စွာဘုရားသင်ပြထားတဲ့အဆုံးအမထားတယ်အဲ့ဒါလေးကိုပေးတဲ့ပေါင်းတော်ကောင်းလို့အရင်မှတ်ကြည့်နေပေါ့နော်တရားမာတိကအနေနဲ့နံပါတ်1ချမ်းသာကြောင်းတရားဆိုတော့ဘုရားကြီးကဆောင်းပုတ်ကလေးတွေစီးပြီးတော့ပေးတယ်ပေါ့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမေစီမကမ္မတိခန္ဓိကနုယောဂအကျင့်အတ္တကိလေမထနုယောဂအကျင့်လို့ဆိုရင်ကာမဂုဏ်ချမ်းသာခံစားတဲ့အကျင့်မိမိကိုယ်ကိုနှိမ့်ဆက်နှင်းစေတဲ့အကျင့်ဒီအကျင့်နှစ်ပါးကိုအယုတ်တရားနှစ်ပါးလို့ခေါ်တယ်အဲ့ဒီအယုတ်တရားနှစ်ပါးကိုမလိုက်စားဘဲနဲ့မဂ္ဂင်၈ပါးလို့ဆိုတဲ့မေဇိမပြိပဒအလယ်လမ်းကိုကျင့်သုံးရမယ်တဲ့နံပါတ်1ချမ်းသာကြောင်းတရားအယုတ်နှစ်ပါးမလိုက်စားလမ်းသွားမေဇိမနော်နောက်ဦးဇင်းတို့နံပါတ်1ချမ်းသာကြောင်းတရားကြတော့ဘာပြောလို့ဆိုတော့မမြောက်မစားမနှိမ်ညာတရားဟောပေါ်ပြတယ်တစ်ဖက်သားကိုမြောက်ပြီးတော့ပြောတာမျိုးမလုပ်ရတစ်ဖက်သားကိုနှိမ့်ချပြီးတော့ပြောတာမျိုးမလုပ်ရဘူးမမြောက်မစားမနှိမ်ညာတရားဟောပေါ်ပြတဘာဝကြတာလေးကိုပဲဓမ္မတိဋ္ဌံကြကြပြောတတ်ဆိုတဲ့အောင်ကြိုးစားရမယ်ဒါကဦးဇင်းတို့ဒုတိယချမ်းသာကြောင်းတရားဟောနောက်ပြီးတော့တတိယချမ်းသာကြောင်းတရားကျတော့ဘာပြောလို့ဆိုတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတံလောကမှာချမ်းသာဒုက္ခဆိုတာနှမျိုးရှိတယ်တဲ့ဣဇတဒုက္ခရဲ့ဗဟိတဒုက္ခရဲ့ဣဇတဒုက္ခဆိုတာကအတွင်းချမ်းသာတဲ့ပြောရရင်တရားကြောင့်ဖြစ်တဲ့ချမ်းသာဗဟိတဒုက္ခဆိုတာအပြင်ချမ်းသာယူပါယုံတတ္တယုံကဏ္ဍယောရတ္တယုံဖုဒ္ဓပါယုံတို့ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာအဲ့ဒီချမ်းသာဒုက္ခနှစ်ပါးကိုဘယ်ချမ်းသာကဘယ်လိုသဘောရှိတယ်ဆိုတာကိုဉာဏ်နဲ့ပိုင်းခြားသိပြီးတော့ဣဇတဒုက္ခလို့ဆိုတဲ့အတွင်းချမ်းသာကိုပဲပွားများရမယ်အထောက်ရမယ်တဲ့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတတဲ့ဒါကတတိယချမ်းသာကြောင်းတရားနောက်ဦးဇင်းတို့သုဒ္ဓချမ်းသာကြောင်းတရားတွေတော့ဘာပြောတော့ဆိုတော့မျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတည်တတ်လာတယ်လူတယောက်ရဲ့အကြောင်းကိုကိုယ်ရမှာမကောင်းမပြောရအောင်ဒါကိုရက်ထဲမှာတော့အတင်းပြောတယ်လို့ပြောတာမျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတည်တတ်လာမျက်ွယ်မှာအတင်းပြောဖို့မလုပ်တဲ့လို့ရှေ့တင်မှာလည်းပဲရှုံချတဲ့စကားကိုမပြောရအောင်နောက်ဘလို့စကားကိုဆိုရမယ်ပြောရမယ်ဆိုတာကိုကောင်းကောင်းသိပြီးတော့ပြောတဲ့ဆိုရရမယ်မျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတည်တတ်လာတယ်နောက်ရင်တော့၅ခုမြောက်ချမ်းသာကြောင်းတရားကြတော့မလျင်မစောစကားပြောချောမောငွေ့သိစွာတယ်။စကားပြောတဲ့အခါမှာအစောတလျင်မပြောရအောင်။နော်နှင်းနှင်းကွေးကွေးပြောရမယ်လို့ဆိုလိုတာမဟုတ်ဘူး။မှန်မှန်လေးပြောရမယ်။အမြန်မြန်ဆန်ဆန်ကြီးအလောတကြီးကြီးမပြောရဘူးတဲ့။နော်ဒါလည်းပဲရှင်တို့ချမ်းသာကြောင်းတရား။နောက်ဆုံး6ခုမြောက်ချမ်းသာကြောင်းတရားကြတော့ဘာပြောလို့ဆိုတော့အယက်စကားမလွန်ညာ6ပါးအရဏအများစုကပြောဆိုသုံးနှုန်းနေတဲ့အရာကို
ဟောဒီရက်ကဒီလိုပြောတဲ့အတိတ်တွေကိုကိုယ့်ရက်ကပြောတာနဲ့မတူဘူးလို့ဒါကိုမငင်းခုံရဘူးဆိုကြပါစို့နော်ဒီရေခွက်ကိုပဲဆရာတော်ကြီးကတော့ဥမာပေးတယ်တချို့အရက်ဒေသကခေါ်တာကနာမည်တစ်မျိုးနောက်အရက်ဒေသကခေါ်တာကနာမည်တစ်မျိုးတယောက်နဲ့တယောက်ခေါ်ဝေါ်ပြောဆိုပုံရင်မတူဘူးဒါပေမဲ့ဒီရေခွက်ကိုပြောတာလို့ရည်ညွှန်းပြီးတော့ပြောတာလို့တော့သိနိုင်တယ်ဟုတ်လားအဲ့လိုဆိုလို့ရင်အဲ့ဒါကိုကိုယ့်အရက်ဒေသကပြောဆိုသုံးလုံးတာနဲ့မတူလို့ဒါကိုမငင်းရအောင်မင်းတို့ပြောတာမဟုတ်ဘူးလို့မလုပ်ရအောင်ဟုတ်လားအများသုံးဝါဒကိုလွန်ပြီးတော့ဆန့်ကျင်ဘက်ညှင်းခုန်တာမျိုးမလုပ်ရအောင်အဲ့ဒါမင်းတို့6ခုမြောက်အရဏတရားပေါ့ဟုတ်လားအဲ့ဒီလိုလေးဆိုတော့ဘုရားကြီးကတရားကိုနောက်ဆောင်ပုဂ္ဂလိစီပေးတယ်အဲ့ဒါဥစဉ်ကဒါတရားမာတိကလေးစပြီးတော့ခင်းလိုက်တာဟုတ်လားအဲ့ဒီ6ပါးနဲ့အညီနေထိုင်နိုင်မယ်ပြောဆိုနိုင်မယ်ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်ဘဝမှာဘာမှမချမ်းသာတဲ့အကြောင်းမရှိအဲ့တော့ဦးဇင်းတို့နံပါတ်1အရဏတရားကစပြီးတော့ပြောကြည့်ရအောင်နော်။သက်တော်ဘုရားဘာဟောတာတော့ဆိုတော့ဆရာဘုရားကြီးရဲ့ဆောင်ပုဒ်ကလေးကိုပဲအင်စားကင်ပြောမယ်နော်။အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမေးစိမ့်မှနာကာမဒုက္ခန္တိကနုယောဂမနုယုံစေယဟိနံကာမပောတုဇနိကနရိယအနတ္တတဟိတနာအတ္တကိလပဋ္ဌနုယောဂမနုယုံစေယဒုက္ခအနရိယအနတ္တတဟိတဣတိကောဘိက္ခဝေဥဘောအန္တိအနုပက္ခမမေဇိမပရိပဒတထာဂရိဏအဘိဓမ္ဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပတမယအဘိညာယသံဘောဓာယနိဗ္ဗာန်ယသံဝတ္တတိတဲ့ဒါကမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်နော်အလေးတွေကဘာပြောတော့ကာမတုခန္တိကနုယောဂဆိုတဲ့ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုမကျင့်ရဘူးတဲ့အဲ့ဒါပထမအယုတ်တရားနှစ်ပါးအယုတ်တရားတစ်ပါးဟောနောက်ဒုတိယအတ္တကိလမထနုယောဂလို့ဆိုတဲ့မိမိကိုယ်ကိုနှိမ့်ဆက်ညှင်းဆဲခြင်းဖြင့်နောက်ဒုက္ခတွေငြိမ်းနိုင်မယ်လို့မှားယွင်းတဲ့အယူဆလက်ကင်ထားပြီးတော့ကိုယ့်ကိုယ်နှိမ့်ဆက်ညှင်းဆဲတဲ့အကျင့်ကိုလည်းမကျင့်ရဘူးအဲ့ဒါလည်းပဲအယုတ်တရားဘာဖြစ်လို့အဲ့ဒါလေးကိုမြတ်စွာဘုရားကမကျင့်ရတာတုံးဆိုတော့အဲ့ဒီကာမတုခန္တိကနုယောဂအကျင့်နဲ့အတ္တကိလမထနုယောဂအကျင့်ရဲ့သဘောတဘာဝလေးကိုမြတ်စွာဘုရားအလွန်ကြည်လစ်သိတည်တဲ့စကားလုံးလေးတွေနဲ့အတိတ်ပဲဖွင့်ပြတယ်ဟောကာမတုခန္တိကနုယောဂဆိုတဲ့ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုကျင့်သုံးခြင်းသည်ဘယ်လိုမကောင်းတာတွေရှိလို့မကျင့်ရဘူးလို့မြတ်စွာဘုရားပြောတာလို့ဟိနံကာမံပောတုဇနိယပောတုဇနိကအနရိယအနတ္တတဟိတဟောကာမတုခန္တိကနုယောဂအကျင့်ကို5ချက်မြတ်စွာဘုရားအပြစ်ထောက်ပြတာဟိနံယုံညံ့နေတဲ့အဲ့ဒီအကျင့်ဟာနော်ဟိနံဘာလဲတော့ယုံညံ့နေတဲ့ကမ္မရွာသူသားငယ်တို့ရဲ့အကျင့်တရားဖြင့်ကြမ်းထမ်းနေနော်ဟိနံယုံညံ့နေကမ္မကြမ်းထမ်းနေအနရိယအရိယာသူတော်ကောင်းတို့ရဲ့တရားဖြင့်ဖြူရှင်တဲ့ပုဂ္ဂိုလ်ကြီးကျင့်သုံးတဲ့အကျင့်မဟုတ်ဘူးတဲ့ဘောဓုဇနိကကိလေသာထူပြောတဲ့ပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်နဲ့ဟိနံကာမံဘောဓုဇနိကဘောဓုဇနိကအရင်လာနော်ကိလေသာထူပြောတဲ့လူတွေရဲ့အကျင့်အနရိယာဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်ရဲ့အရိယာပုဂ္ဂိုလ်ရဲ့အကျင့်မဟုတ်ဘူးပြီးတော့အနတ္တတဟိတအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နေတယ်ဒီနေ့အချင်းအကျိုးမရှိဘူးတဲ့ဟော5ချက်ဒီအချက်5ချက်နဲ့ကာမတုခန္တိကနိယောဂအကျင့်ကိုတရားဓမ္မတို့ဥယျာဉ်တို့ဟုတ်မဟုတ်ဆိုတာဝေဖန်ကြည့်ရမယ်နော်ရူပါယုံကိုကြည့်ရှုရင်းဖြင့်ချမ်းသာရှာတဲ့အလုပ်သတ္တယုံကိုနားထောင်ရင်းဖြင့်ချမ်းသာရှာတဲ့အလုပ်ဟုတ်လားကာဏယုံကိုနမ်းရှုရင်းဖြင့်ရတ္တယုံကိုရတာခရင်ဖြင့်ဘုရားဘာယုံကိုရတာခရင်ဖြင့်တော့ချမ်းသာရှာဖွေတဲ့အလုပ်ဒီအလုပ်ဟာဒီအချက်5ချက်နဲ့ကိုက်ညီမှုရှိမရှိဆိုတာပိဋကတို့ဥရှင်တို့ကိုယ်ပိုင်ဉာဏ်နဲ့ဟောဝေဖန်ကြည့်လို့မရနိုင်ဘူးလားစတဲ့တဲ့ဒါမြတ်စွာဘုရားကတော့အဲ့ဒီတိုင်းဝေဖန်ပြသွားတယ်နော်ဟိနယုံညံ့နဲ့ကမ္မကြံတန်းနဲ့ပောဓုဇနိကနကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်ဖြစ်တယ်အနရိယဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ဘူးအနတ္တတဟိတအကျိုးမဲ့ခြင်းတွေပဲရှိနေတယ်ဟုတ်လားဒါကြောင့်မလို့အဲ့ဒါဟာအယုတ်တရားတစ်ပါးဖြစ်တယ်ဒါကိုရှောင်ကျင်ရတယ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လားနောက်ရင်တို့အတ္တကိလမထနုယောဂအကျင့်ကိုကြတော့မြတ်စွာဘုရားဘယ်လိုဝေဖန်ထောက်ပြလို့ဆိုတော့ဒုက္ခအနရိယအနတ္တတဟိတသူကြတော့3ချက်မြတ်စွာဘုရားဝေဖန်ပြ
ဒုက္ခဆင်းရဲတယ်ဟုတ်လားဒါကဦးဇင်းတို့အိန္ဒိယမှာအဲ့ဒီအကျင့်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကအလွန်များတာနော်အလွန်ပူလောင်တဲ့လူကကာလမျိုးမှာဘေးမှာမိဘုံကြီးလေးဘုံဖိုးဘောကနေကလည်းစစ်တက်တော့ပူချွေတန်လေးရွှဲရွှဲထွက်ပြီးတော့ကိုအဲ့လိုပူလောင်နေအောင်ရှုမြတ်လိုက်ရင်ကိလေသာစိတ်တွေမဖြစ်နိုင်ဘူးလို့သူတို့ကအဲ့လိုယုံကြည်ပြီးတော့ခန္ဓာကိုယ်ကိုနှိမ့်ဆက်တဲ့ဆင်းရဲစေတဲ့အကျင့်ကိုကျင့်ကြတာဟုတ်လားအဲ့ဒီအတ္တကိလေသာအကျင့်ဟာနံပါတ်1ပါတဲ့ဒုက္ခဆင်းရဲတယ်တဲ့အနရိယဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေလည်းမကျင့်ဘူးတဲ့အဲ့ဒီအကျင့်ကိုအနတ္တတန်ဟိတံသူလည်းပဲအကျိုးမရှိဘူးတဲ့ဟောဒုက္ခနရိယအနတ္တတန်ဟိတံ၃ချက်ကာမဒုက္ခလေးကလူယောဂကိုပြောထားတာနဲ့အတ္တကိလမထလူယောဂကိုပြောထားတာမတူဘူးနော်ကာမဒုက္ခလေးကလူယောဂထဲမှာဒုက္ခဆိုတဲ့စကားလုံးမပါဒုက္ခဆင်းရဲတယ်လို့ပြောထားတာတော့မပါဟိနံယုံညံတဲ့ကာမကြံတန်းတဲ့ပေါ်ထုတ်စိကပုထုဇဉ်ကိလေသာသူပြောတဲ့ပုဂ္ဂိုလ်တွေလောက်တာဟုတ်လားအနရိယဖြူရှင်တန်ရှင်းတဲ့လူတွေမလုပ်ဘူးအနတ္တတန်ဟိတံအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်ဟုတ်လားအဲ့သူတို့နှစ်ခုမှာဘယ်အချက်သွားတူတော့ဆိုတော့အနရိယအနတ္တတန်ဟိတံဆိုတဲ့နှစ်ချက်တော့သွားတူဟုတ်လားအရိယာတွေမလုပ်ဘူးအကျိုးမရှိဘူးဆိုတာချင်းကြတော့တူတယ်အတ္တကိလမထဒုယောဂကြတော့ဒုက္ခဆိုတာကကွဲပြားသွားတယ်အတ္တကိလမထဒုယောဂအကျင့်ကိုဟိနံယုံညံ့တယ်လို့မပြောဟုတ်လားကာမကြမ်းထားတယ်လို့လည်းမပြောပောတောဇနိကပုထုဇဉ်တို့ရဲ့အကျင့်လို့လည်းမပြောဘူးဒါပေမဲ့ပုထုဇဉ်တွေပဲအတ္တကိလမထဒုယောဂကိုကျင့်လာပါဟုတ်လားသို့တော်ဒီနေရာမှာအသုံးလုံးလေးတွေကိုစိတ်ဝင်စားနေခြင်းလို့ဦးဇင်းကအသေးစိတ်ပြောပြတာနောက်ခုကဟုတ်လူငယ်ပြည်သက်မဟုတ်လူကြီးတွေကြီးနားထောင်တာဆိုတော့စဉ်းစားစရာလေးကိုဦးဇင်းကပြောပြတာဟုတ်လားအဲ့လိုမျိုးမကောင်းတဲ့အချက်တွေနဲ့ဝေဖန်ထောက်ပြပြီးတော့မြတ်စွာဘုရားကဒါဟာအယုတ်တရားတွေဖြစ်တယ်ဒါကြောင့်ဒါကိုမကျင့်သုံးရဘူးဒါဖြင့်ဘယ်လိုကျင့်သုံးရမှာတုံးဆိုတော့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမိစိမမိစိမပြိပဒအကျင့်လမ်းကိုကျင့်သုံးရမယ်ပေါ့အဲ့ဒါကိုကျတော့မြတ်စွာဘုရားကဘယ်လိုညွှန်ပြတော့ဆိုတော့ဧတိခောဘိက္ခဝေဥဘောအန္တိအနုပက္ခမမိစိမပြိပဒတထာဂရေနအဘိတံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဒီပါဠိတော်လေးဘယ်ထဲမှာလဲတွေ့ဖို့တော့ဓမ္မစကြာလည်းတွေ့ဖို့နော်ယခုပြောခဲ့တဲ့အစွန်းတရားနှစ်ပါးကိုမလိုက်စားဘဲနဲ့ရှောင်ကျဉ်ပြီးတော့မြတ်စွာဘုရားကိုယ်တော်တိုင်ထိုးထွင်းပြီးတော့တည်တော်မူထားတဲ့မေဇိမပရိပဒါလို့ဆိုတဲ့မဂ္ဂင်၈ပါးအရှင်းမြတ်တရားကိုကျင့်သုံးရမယ်တဲ့အဲ့ဒါမြတ်စွာဘုရားကကိုယ်တော်မြတ်ထိုးထွင်းပြီးတော့တည်ထားတဲ့အဲ့ဒီမဂ္ဂင်၈ပါးအရှင်းမြတ်တရားလို့ဆိုတဲ့မေဇိမပရိပဒါကိုဘယ်လိုအမွှန်းတင်ဂုဏ်ပြုပြီးတော့ဟောထားသလဲအဲ့ဒါလေးလည်းပဲပြောကြကောင်းတယ်အဲ့ဒီမေဇိမပရိပဒါဆိုတဲ့အကျင့်ဟာဘယ်လိုစွမ်းရည်တတ္တိတွေရှိတာတော့ဒီနေရာအဖြစ်ပေါ့ဟုတ်လားမေဇိမပရိပဒါလမ်းကိုရှောက်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လုံးဆိုတာကိုလည်းပဲတပြိုင်တည်းနားလည်သွားနိုင်တယ်ပေါ့သက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိ6မျိုးပြောထားတယ်သိက္ခာနာတော့နော်သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မယ်ဆိုလို့ရှိရင်မေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုရင်အမြင်ကျဲလာမယ်အမြင်ကြီးလာမယ်နော်ငကိုယ်တုံးကမမြင်ဘူးတာလေမြင်လာမယ်မြင်တယ်ဆိုတာဉာဏ်နဲ့မြင်တာကိုယဉ်ညွှန်းတာပါဟုတ်လားပဂရိမျက်စိဆိုတာကဘာမှသိပြီးတော့အစွမ်းတတိထက်မြက်လာတယ်လို့မဆိုနိုင်ဘူးတို့တကယ်တမ်းကပဂရိမျက်စိနဲ့မြင်လို့မရတဲ့အရာတွေကလောကကြီးမှာပိုများပါတယ်ပဂရိမျက်စိနဲ့မြင်လို့ရတဲ့အရာဆိုတာအလွန်နည်းပါတယ်ဟုတ်လားတဥပ္ပါပြောတာတော့သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တယ်။ဘာနဲ့မြင်မအောင်ဆိုဉာဏ်နဲ့မြင်ပဲပေါ့။သက္ခုကရဏီပြီးတော့ညာနာကရဏီသိခြင်းကိုပြုတတ်တယ်။ဒီကိုယ်တော့ကမသိသေးတာတွေသိလာမယ်။ဟုတ်လား။ဒီကိုယ်တော့ကမစဉ်းစားဘူးတာတွေစဉ်းစားတတ်လာမယ်။နောက်အသိဉာဏ်တွေပို့ပြီးတော့ကြီးလာမယ်ပေါ့။သက္ခုကရဏီညာနာကရဏီဥပသမယငြိမ်းအေးမှုရှိလာမယ်။နောက်လောဘဒေါသမောဟနည်းပါးရာကနေတဖြည်းဖြည်းစိတ်နှလုံးဟာအေးချမ်းပြီးတော့ဥပသမယငြိမ်းအေးမှုဆိုတာကိုသိကြပေါက်ရမယ်။ဘယ်ကြီးဒီမှာအရှင်းမြတ်တရားမေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုလို့ရှိရင်ပေါ့နော်သက္ခုကရဏီညာနာကရဏီဥပသမယနော်ပြီးတော့ဗါတယ်တော့အဘိညာယတဲ့အဘိညာယဆိုတာထူးသောဉာဏ်ဖြင့်
သိမယ်လို့ပြောတာထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာကတာမန်တယုသိစဉ်အတိကိုကျော်လွန်တဲ့အတိနော်ထူးတဲ့ဉာဏ်ဆိုမှတော့တယုသိစဉ်အတိမဟုတ်ဘူးပေါ့ဒီကောင်ကတော့ကျွန်တော်တယုသိစဉ်အတိကမြင်လိုက်တယ်ဆိုရင်ဒါယောက်ျားတွေမိန်းမတွေဒါကငါခင်တဲ့လူဒါကငါမခင်တဲ့လူဟုတ်လားငါသူပုဂ္ဂိုလ်တ attva ချစ်သူခင်သူမုန်းသူဒီလိုမျိုးပုဂ္ဂိုလ်တ attva အမြင်နေနဲ့သိကြတာဟုတ်လားထူးတဲ့အတိဆိုတာအဲ့လိုအတိမျိုးကိုမဆိုလို့နော်သဘာဝတရားကြီးကိုမှန်မှန်ကန်ကန်နားလေတဲ့အတိမျိုးနော်ယုတ်တဏ္ဍတို့ရဲ့သဘာဝဟုတ်လားမတည်မြဲတဲ့အနေဆသဘောအကောင်းမဟုတ်တဲ့ဒုက္ခသဘောအဆိုးမရမပိုင်သားတဲ့အနတ္တသဘောဒီခန္ဓာရဲ့သဘောဒီလောကရဲ့သဘောကိုအဲ့ဒါလိုမှန်မှန်ကန်ကန်သိတာတကယ်တော့လောကဆိုတာယုတ်လံတို့ရဲ့အဆူအဝေးပဲလေဟုတ်တယ်မဟုတ်လားလောကဆိုတာဘာလို့ယုတ်လံတို့ရဲ့အဆူအဝေးတော့တတ္တဝါဆိုတာကပြည့်ညံ့ပဲတကယ်ကတော့ဒီယုတ်လံကိုပဲတတ္တဝါလို့ခေါ်တာပေါ့တကယ်ကတတ္တဝါရဲ့လို့မရှိဘူးပေါ့ဟုတ်လားအဲ့ဒီယုတ်လံဆိုတာကလည်းပဲနော်ဘာဖြစ်လို့မှသူကတည်မြဲမှုမရှိတဲ့သဘာဝတရားတွေဘယ်ယုတ်လံမှကြီးနေတယ်ပြင်းနေတယ်ဆိုတာမရှိဘူးဖြစ်ပြီးရင်မရှိတော့ဒါမှဖြစ်เสียအကြောင်းတရားတွေရှိတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြစ်တယ်ဖြစ်ရင်းနဲ့နောက်ထပ်ဖြစ်เสียအကြောင်းတွေကိုဖန်ထားခဲ့တဲ့သဘောလေးရှိတယ်။နော်ဒီကိုယ်တော့ကဖြစ်เสียအကြောင်းတရားတွေအများကြီးလှုပ်ထားတာရဲ့အရှိန်ကြောင့်လည်းပဲဆက်ဖြစ်နေတာတွေရှိတယ်။သောပေါက်လား။အဲ့တော့ဒီယုံနာဆိုတာဖြစ်เสียအကြောင်းရှိလို့ဖြစ်တယ်။ဒါပေမဲ့တည်မြဲနေတာမဟုတ်။အဲ့ဒါလိုတည်ခြင်းမြဲခြင်းမရှိဘူးဆိုတဲ့သဘာဝလက္ခဏာနော်အနိစ္စလက္ခဏာတာမညာလက္ခဏာဒါတွေကိုနားလေလာတယ်။ဟုတ်လား။ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာတဲ့တဲ့ပြောရရင်အနိစ္စဒုက္ခအနတ္တကိုသိတဲ့ဉာဏ်ကိုပြောတာဝိပဿနာဉာဏ်ကိုပြောတာဟုတ်လားအဲ့တော့သက္ကုကရဏီဉာဏ်ချင်းကိုပြုတဲ့ဉာဏ်ကရဏီသိခြင်းကိုပြုတဲ့ဥပဒမာယဉာဏ်အိမ်မှုကိုရစေမယ်အဘိဓာယဝိပဿနာဉာဏ်လို့ဆိုတဲ့ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတဲ့အနေအထားမျိုးကိုရရှိမယ်အောင်ပြီးတော့သံဘောဓာယသံဘောဓာယဆိုတာကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိနောက်ထူးကဲမြင့်မြတ်တဲ့သစ္စာလေးပါးကိုထွတ်ထွတ်ပြီးတော့သိတဲ့မဉ္ဇဉ်လေးပါးဖြင့်သိတာကိုသံဘောဓာယလို့ပြောတာ။သူကတော့အမြင့်မြတ်ဆုံးဉာဏ်လေးပေါ့ဟုတ်လား။အဲ့ဒီလိုထူးကဲတဲ့မြင့်မြတ်တဲ့ဉာဏ်တွေကိုလည်းရမယ်တဲ့မြတ်စွာဘုရားကကိုရောမြတ်ထွတ်ထွတ်ပြီးတော့သိထားတဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားမေဇိမပရိပဒါလမ်းကိုရှောက်မယ်ဆိုလို့ရှိရင်ဟုတ်လား။နောက်ဆုံးနိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းအလုံးကသဝတ္တတိဖြစ်လိမ့်မယ်။အကျိုးကျေးဇူးဘယ်နှမျိုးတော့6မျိုးယခုနကကာမတုခန္တိကလူယောဂရဲ့အပြစ်အတ္တကိလမထလူယောဂရဲ့အပြစ်အဲ့ဒါကိုပြပြီးတော့အဲ့ဒီအပြစ်ရှိတဲ့လမ်းတွေကိုမလျှောက်ဖဲနဲ့အခုလိုအကျိုးကျေးဇူးအလွန်များပြားတဲ့မေဇိမပရိပဒါအကျင့်လမ်းကိုရှောက်ရမယ်ဒါကိုပဲဦးဇင်းတို့စတော်ဘုရားကြီးကအယုတ်နှစ်ပါးမလိုက်စားလမ်းသွားမေဇိမလို့ပြောတာအဲ့ဒီတစ်ချက်သေးကိုပဲကျင့်သုံးနိုင်မယ်ဆိုရင်ဘာမှမချမ်းသာတဲ့အကြောင်းမရှိဘူးပေါ့ဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးရမယ်ဆိုတဲ့နေရာမှာဆိုတော့ကြီးကတော့သူကမဂ္ဂင်၈ပါးလုံးကိုအသေးစိတ်ပြီးတော့သူမပြောဘူးနောက်ထပ်ပြောစရာတွေလည်းအများကြီးကြံနေသေးလို့အချိန်ချမ်းတဲ့သဘောလေးဖြစ်ကောင်းဖြစ်မယ်ပေါ့ဘာကိုပဲပြောသွားလို့ဆိုတော့ဦးဇင်းတို့တမာဒိဋ္ဌိတစ်လုံးနဲ့ကိုပဲပြောသွားဘာဖြစ်လို့လဲဆိုတော့တဲ့တမာဒိဋ္ဌိရာဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ကျန်တဲ့တမာသင်္ကပ္ပအမှုပြုတဲ့မဂ္ဂင်9ပါးဟာအလိုလိုဖြစ်လိမ့်မယ်တဲ့။ဘာနဲ့ဥမာတူလုံးဆိုလို့ရှိရင်ယထာတွဲကြီး၈တွဲမှာခေါင်းတွဲကပုံမှန်ခုံမောင်းသွားမယ်ဆိုရင်နောက်တွဲ9တွဲဟာလိုက်လာလိမ့်မယ်လို့ဆိုရရဲ့အလိုဥမာပေးတယ်။အဲ့လိုပဲဦးဇင်းတို့မဂ္ဂင်၈ပါးယထာတွဲကြီးမှာတမာဒိဋ္ဌိဆိုခေါင်းတွဲကြီးနဲ့တူတယ်။ဒါကြောင့်သူ့ကိုယ်သာလည်းရေးရေးလေးလေးနားလည်အောင်ကြိုးစားပြီးတော့ဒီတမာဒိဋ္ဌိမဂ္ဂင်ဖြစ်အောင်သာအားစိုက်ပြီးတော့ကြိုးစားရမယ်။ဟုတ်လားအဲ့လိုမျိုးဆိုလို့ကြီးကသင်ပေးတယ်အဲ့လိုဆိုရင်တမာဒိဋ္ဌိဖြစ်အောင်ဘယ်လိုလုပ်ရမလို့ဟောတမာဆိုတာမှန်ကန်တာဒိဋ္ဌိဆိုတာအမြင်ဒါဦးဇင်းတို့အလေလန်းကိုရှောက်ဖို့မေဇိမပရိပဒါလမ်းကိုရှောက်ဖို့မဂ္ဂင်၈ပါးကိုပွားများဖို့ဒါစတင်ပြီးတော့စဉ်းစားရမယ့်အပိုင်းတွေပြောနေဟုတ်လားအဲ့တော့မဂ္ဂင်၈ပါးမှာလည်းတမာဒိဋ္ဌိကအရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိကိုအခုကင်ပြီးတော့ပြောတယ်အဲ့တော့တမာဆိုတာမှန်မှန်ကန်ကန်ဒိဋ္ဌိဆိုတာအမြင်မှန်ကန်တဲ့အမြင်အဲ့တော့တမာဒိဋ္ဌိဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုယ်တော်တိုင်အတိတ်ပဲဖွင့်ဆိုထားတဲ့ဒေသနာတွေအများကြီးရှိတယ်
အထူးသဖြင့်ဦးဇင်းတို့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာတမာဒိဋ္ဌိဆိုတာဘာကိုပြောတာတော့ဆိုတာကိုမြတ်စွာဘုရားဖွင့်ဆိုပြထားတယ်တမာဒိဋ္ဌိဆိုတာသစ္စာ၄ပါးကိုသိတာကိုတမာဒိဋ္ဌိလို့ခေါ်တယ်တဲ့ဟောနော်ဘာကိုသိတာသစ္စာ၄ပါးကိုသိတာနော်ဒီခန္ဓာကိုယ်ကြီးဟာဆင်းရဲတဲ့တရားမြတ်တာဖြစ်တယ်လို့သိရမယ်အဲ့ဒါတမာဒိဋ္ဌိဒုက္ခသစ္စာကိုသိနော်ခန္ဓာဟာကောင်းတဲ့သဘောမဟုတ်ဘူးဒါအမှန်တရားပဲကောင်းတဲ့သဘောမဟုတ်တာကိုကောင်းတဲ့သဘောမဟုတ်ဘူးလို့သိချင်းသိနေတယ်အဲ့ဒါတမာဒိဋ္ဌိတော့အကျဉ်းတဝန်းရှင်းပြနေတယ်ဆိုရင်တော့ပဋိသန္ဓေဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွဲချစ်သူကွယ်နဲ့လိုလဲမရအချင်းပြတော့ပင်စဥပါဒာလက်ခန္ဓာသစ္စာဒုက္ခမှမောလာတယ်ဟုတ်လားပါဠိတော်လေးနဲ့အညီဆိုတော့ဘုရားကြီးရေးထားတာပါပဲဒါလေးတွေကိုရွတ်ဆိုရင်းနဲ့အတန်ရဲ့လောက်ကိုညံလိုက်ပြီးတော့စဉ်းစားဆင်ခြင်ရမယ်လို့ဆိုရအဲ့လိုနီလန်ပေးဟုတ်လားပဋိသန္ဓေဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ဒါဟာဒုက္ခပါလို့ဘယ်သူမှအကြောင်းပြချက်ခံနိုင်လုံးလုံးနဲ့ညင်းချက်မထုံးနိုင်ဟုတ်လားပဋိသန္ဓေနေရတဲ့ကိစ္စဟုတ်လားအိုရတဲ့ကိစ္စနာရတဲ့ကိစ္စပျက်စီးသေးဆုံးရတဲ့ကိစ္စဟုတ်တယ်မဟုတ်လားပဋိသန္ဓေဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ဒီအချက်၄ချက်ကိုပဲပဲနေသဘောပေါက်ရင်ဘဝဒုက္ခမြတာဖြစ်တယ်ဆိုတာဘာမှလက်မခံနိုင်ကြမရှိဘူးဟုတ်တယ်မဟုတ်လားဝေကြီးနဲ့လည်းကာကွယ်လို့မရတတ်ထားတဲ့ပညာနဲ့လည်းကာကွယ်လို့မရဘာနဲ့မှကာကွယ်လို့မရဖြစ်လာတဲ့သရဝတိုင်းညီလူမျှလူခံကြရပဋိသန္ဓေဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်ဒါအရင်အမြစ်ကြတဲ့ဒုက္ခကြီး၄ပါးဟုတ်လားမချစ်ရှင်တွေချစ်သူကွယ်နဲ့ဟောဒီဒုက္ခတွေကိုပြောတဲ့နေရာမှာဦးဇင်းကတော့စိတ်ဝင်စားတယ်ဘယ်လိုလူမျိုးမှရှောင်လို့မရတဲ့ဒုက္ခကိုမြတ်စွာဘုရားဟောတာမချစ်ရှင်တွေချစ်သူကွယ်နဲ့မချစ်တဲ့လူတွေနဲ့အတူတူနေရတဲ့ဒုက္ခဟာတထေးတွေလည်းရှောင်လို့မရအာနာရှိတဲ့လူတွေလည်းရှောင်လို့မရဘယ်လိုလူသားမှရှောင်လို့မရလူရည်လို့ဖြစ်လာလို့ရှိရင်မချစ်တဲ့လူနဲ့နော်အတူတူနေရတဲ့ဆိုတဲ့ဒုက္ခအနေနဲ့အများရှိနေကြအဲ့ဒါဆင်းရဲတယ်လို့ပြောမလားချမ်းသာတယ်လို့ပြောမလားမချစ်ရှင်တွေပြီးတော့ချစ်သူကွယ်နဲ့အတူတူနေခြင်းတဲ့လူနဲ့မနေရတဲ့ဒုက္ခလူတိုင်းမှာရှိတယ်လူတိုင်းမှာရှိတယ်ချွင်းချက်မထားဟုတ်လားဒါကြောင့်လူတိုင်းတွေ့ကြုံရမယ့်ဒုက္ခငြင်းလို့မရအောင်မြတ်စွာဘုရားဟောထားတယ်လို့များဟောထားတယ်လို့များတောင်းထင်ရမလို့ရှိတယ်ဟုတ်လားမချစ်ရှင်တွေချစ်သူကွယ်နဲ့လိုလဲမရဟောဒီဒုက္ခလည်းလူတိုင်းမှာမရှိဘူးလားရှင်တော့ကိုဖြစ်ချင်တာတွေဖြစ်တာပဲများပါတယ်ကိုလိုချင်တာတွေမရတာပဲများပါတယ်ဟုတ်လားလိုလဲမရအကျဉ်းပြမယ်ဆိုရင်တော့ပင်စဥပါဒနဲ့ခန္ဓာသစ္စာဒုက္ခမှမဟုတ်လားဥပါဒတရားတို့ရဲ့အာယုံဖြစ်တဲ့ဒီခန္ဓာ၅ပါးဟာဒုက္ခပါပဲလို့ဒါအကျဉ်းချုပ်ဒုက္ခတွေကိုရည်တွက်လို့မကုန်နိုင်လို့မို့အကျဉ်းချုပ်ပြီးတော့မြတ်စွာဘုရားပြောလိုက်တာပြပိဿပေါင်းတော်ကောင်းလို့ဦးဇင်းတို့တွေကတမာဒိဋ္ဌိဖြစ်အောင်ကြိုးစားမယ်ဆိုရင်နံပါတ်1ဒီခန္ဓာကိုယ်ကြီးဟာအကောင်းမဟုတ်ဘူးဆိုတာကိုမှန်မှန်ကန်ကန်သိရမယ်ပေါ့အဲ့ဒီသိတဲ့အသိကိုလည်းပဲပွားများရမယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တရားရှုမှတ်တယ်သတိပဋ္ဌာန်ဘာဝနာပွားတယ်မဂ္ဂင်၈ပါးပွားတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးကိုတတိထားတာတတိထားရင်အဖြစ်ခန္ဓာကြီးဟာမကောင်းဘူးဆိုတဲ့အမှန်ကိုသူမသိဘူးလားသိတယ်အဲ့လိုသိပြီဆိုတာနဲ့ဟောတမာတိတိအမြင်မှန်နေတာရင်းတန်လာတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားမတည်မြဲတာကိုသိခြင်းဖြင့်အကောင်းမဟုတ်တာကိုသိလာပြီဆိုရင်ဒါဒုက္ခသစ္စာကိုတဖြည်းဖြည်းနဲ့မဖြစ်လာသဘောပေါက်လာတယ်နားလည်လာတယ်ဟုတ်လားဒါဒိဋ္ဌိကိုရှင်းပြတယ်နော်အဲ့ဒါလိုပဲဦးဇင်းတို့မကောင်းတဏှာလောဘမှန်ကိုသစ္စာသမုဒယမှန်မို့လားလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘသည်ဒုက္ခအလုံးကိုဖြစ်စေတဲ့တရားဖြစ်တယ်လို့သိရမယ်အဲ့ဒါတမာဒိဋ္ဌိနော်လောဘဖြစ်ရင်ဒုက္ခဖြစ်မှာပဲလို့သိရမယ်လောဘဟာချမ်းသာခြင်းရဲ့အကြောင်းမဟုတ်ဘူးဆင်းရဲခြင်းရဲ့အကြောင်းဖြစ်တယ်ဒါကလောဘမလို့သိရမယ်အဲ့ဒါကိုသိခြင်းသိနေမယ်နဲ့ဒါတမာဒိဋ္ဌိဖြစ်နေတာတမာဒိဋ္ဌိဖြစ်နေခြင်းသိပဲနဲ့မဂ္ဂင်၈ပါးကိုပွားများရရောက်နေတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဟောနောက်ပြီးတော့ဦးဇင်းတို့ဒုက္ခချုပ်ငြိမ်းရာဟောတဏှာချုပ်ရာနိဗ္ဗာန်မှာသစ္စာនិရောဓမှမောလားនិရောဓသစ္စာနဲ့ပတ်သက်ပြီးတော့အဲ့လိုစဉ်းစားတတ်ရမယ်အဲ့လိုသိရမယ်ဟုတ်လား
နိဗ္ဗာန်ရောက်ကြောင်းကောင်းသောအတိကောင်းပြီးအကြံကောင်းကံဆိုပြောကောင်းသောအပြုကောင်းမှုတမွေကောင်းရေးလုံးလာကောင်းထတတိကောင်းပြီးတည်ကြည်ဤရှင်းမီတွင်မီမကမှမောလားဒီမဂ္ဂင်7ပါးအကျဉ်းလန်းကိုရှောက်မှသို့သောကလောဘချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့မဂ္ဂင်7ပါးရဲ့စွန့်ရည်တတ္တိကိုလည်းပဲသိဖို့မလိုဘူးလားလိုတယ်ဒါကဥရှင်တို့ဘာကိုအဓိပ္ပာယ်ဖွင့်နေတာလို့တမ္မာဒိဋ္ဌိကိုအဓိပ္ပာယ်ဖွင့်နေတာဟုတ်လားဒါကြောင့်ဒီတမ္မာဒိဋ္ဌိကိုဖြစ်စေခြင်းဖြင့်မဂ္ဂင်7ပါးကိုပွားများအထောက်မယ်ဆိုရင်အယုတ်လန်း2ပါးကိုလည်းပဲအဲ့ဒီအချိန်မှာရှောင်ကျင်ပြီးဖြစ်နေတယ်အလွန်တရာအကျိုးကျေးဇူးများတဲ့သက္ကုကရတိဉာဏကရတိဥပဒမယပညာယသံဘောဓာယနိဗ္ဗာန်ယလို့ဆိုတဲ့အကျိုးကျေးဇူး6မျိုးကိုဖြစ်ပေါ်စေမယ့်အလေအလတ်မေဇိမပရိပဒါလမ်းကိုလည်းပဲရှောက်လန်းရာရောက်နေပြီလို့ဆိုနိုင်မို့လားအဲ့ဒါကိုပဲဦးဇင်းတို့အယုတ်2ပါးမလိုက်စားလမ်းသွားမေဇိမပထမအရဏဝိပင်ကသုတ္တမဟောတာလေချမ်းသာကြောင်းပထမချမ်းသာကြောင်းဒီလမ်းကောင်ဘယ်နှပါးတောင်ပြောမှာတော့6ပါးတောင်ပြောမှာနော်နောက်ပိုင်းကျတော့သူကပြောရေးဆိုရေးတွေနဲ့ပတ်သက်ပြီးတော့ပဲပြောထားတော့အဲ့ဒါတွေကအချင်းကျုပ်လေးပြောလို့ရပါတယ်ဟုတ်လားခုလုံးလုံးတွေကဒါလေးကရှင်းပြကြအလွန်ကောင်းလို့အခြေခံလည်းအလွန်ကျလို့အရင်တို့အကျေတဝတ်ထိုက်တော့ပြောလိုက်တယ်ပေါ့ဟုတ်လားအယုတ်2ပါးမလိုက်စားလမ်းသွားမေဇိမနောက်ဦးဇင်းတို့ဒုတိယအရဏဝိပင်ကတရားသွားရအောင်အဲ့ဒါကျတော့ဘာပြောတာလဲဆိုတော့မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမြတ်စွာဘုရားကတော့ဘယ်လိုဟောတာလဲဆိုတော့ပုဒ္ဒါတနေစစင်ညာအပတာရနေစစင်ညာပုဒ္ဒါရနေစညတဝါပတာရနေစညတဝါနေဥဒ္ဒါရိယနအပတာရိယဓမ္မမေဝဘာတိယလို့အဲ့လိုမြတ်စွာဘုရားကဟောအဓိပ္ပာယ်ကဘာလို့ဆိုတော့ဥဒ္ဒါရနေစမြောက်ပင့်ပြောဆိုခြင်းကိုစင်ညာသိရမယ်ဘယ်လိုပြောတယ်ဆိုတာမြောက်ပြောတာမြောက်ပြောတယ်ဆိုတာဘာလဲဆိုတာကိုသိရမယ်အပတာရနေစစင်ညာနှိမ့်ချပြောတယ်ဆိုတာဘာလဲအဲ့ဒါကိုလည်းသိရမယ်ဟုတ်ရှောင်ဖို့ကြိုးစားတဲ့နေရာမှာအရင်သိအောင်လုပ်ရအောင်မယ်နော်မြောက်တယ်ဆိုတာဘာလဲနှိမ့်ချတယ်ဆိုတာဘာလဲဥဒ္ဒါရနေစညတဝါအပတာရနေစညတဝါမြောက်ပင်ခြင်းနှိမ့်ချခြင်းကိုအဲ့လိုသိပြီးတော့မှနေဥဒ္ဒါရိယနအပတာရိယမြောက်ပင်ပြီးတော့လည်းမပြောနဲ့နှိမ့်ချပြီးတော့လည်းမပြောနဲ့ဓမ္မမေဝဘာတိယတရားလေးကိုပဲပြောတယ်တဘာဝလေးကိုပဲပြောဒီအချက်ကဦးဇင်းတို့အများကြီးပြောကြရရှိမမြောက်တယ်နှိမ်နေဆိုတာဘာတော့ဆိုတာနဲ့ပတ်သက်ပြီးတော့အများစုကဒီအချက်ကိုမလိုက်နာနိုင်ကြဘူး။နော်ဦးဇင်းတို့လည်းပဲမလိုက်နာနိုင်။မလိုက်နာနိုင်တိုင်းလည်းပဲဆင်းရဲရတယ်။ဒါကတော့တရားကတော့ဒီလမ်းကြောင်းသူသွားတာပေါ့လေ။ဆိုတော့လိုက်နာနိုင်ရင်ချမ်းသာမယ်။မလိုက်နာနိုင်ရင်ဆင်းရဲမယ်။ဟုတ်လား။အဲ့တော့မြောက်ပင့်ပြောဆိုခြင်းနှိမ့်ချပြောဆိုခြင်းကိုရှောင်ကျဉ်နိုင်ဖို့အတွက်ပထမမြောက်ပင့်ပြောတယ်ဆိုတာဘာလဲနှိမ့်ချပြောတယ်ဆိုတာဘာလဲကိုအရင်သိရအောင်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအလွယ်ဆုံးပြောရမယ်ဆိုရင်ဒါကလည်းပဲဦးဇင်းတို့မင်းမောစတော်ဘုရားကြီးရဲ့ကြီးလူကြောင့်ဦးဇင်းတို့လည်းထိုက်တဲ့လောက်ပြောနိုင်တာပေါ့လေပါဠိတော်ကိုကြည့်ပြီးတော့ဆိုရင်အဲ့လောက်ကြီးရှင်းရှင်းလင်းလင်းမပြောနိုင်ရသော်ဘုရားဘာလို့များရည်ညွှန်းတာပါလဲဘာလို့များဆိုလိုတာပါလဲဆိုတာအများကြီးစဉ်းစားရတယ်မှားသွားမှလေလားလို့လည်းပဲစိုးရင်ရတယ်ပေါ့ခုစတော်ဘုရားကြီးကစဉ်းစားပြီးတော့ယူဆပြီးတော့နောက်ခိုင်ခိုင်မာမာပြောပြထားတော့ဦးဇင်းတို့ကနောက်ကလိုက်ပြီးတော့ပြောရတာအလွန်အားရှိတယ်ဟုတ်လားအဲ့တော့ဆိုကြီးကသူကမြောက်ပင့်ပြောတယ်ဆိုတာဘာကိုပြောတာလို့နှိမ့်ချပြောတယ်ဆိုတာဘာကိုပြောတာလို့ဆိုရင်တဲ့ပုဂ္ဂလဒိဋ္ဌံကြကြမပြောဓမ္မဒိဋ္ဌံကြကြပဲပြောတယ်ဆိုကြပါစို့လူတယောက်ကတော်တော်တော်တယ်တော်တော်ကောင်းတယ်မောင်ဖြူကတော်တော်ကောင်းတယ်လို့ဆိုကြပါစို့အဲ့လိုဆိုလို့ရှိရင်ဟောဒီမောင်ဖြူကတော်တော်တော်တာပဲဒီလူကအတော်ကောင်းတဲ့လူပဲလို့ပြောရင်မှန်တာပြောပါတဲ့နဲ့အဲ့ဒါမြောက်ပင့်ပြောဆိုတာရောက်တယ်တဲ့ဘယ်လောက်နုညံ့သိခွေတော့တရားစင်းသားနော်မောင်ဖြူတော်လို့မို့မောင်ဖြူတော်တယ်လို့ပြောလိုက်တာဟာမဖြစ်တော့မြောက်ပင့်ပြောဆိုတာရောက်တယ်တဲ့ဒါမြင်မြောက်ပင့်ပြောဆိုတာမရအောင်ဘယ်လိုပြောရမှာလို့ခိုင်းမောင်ဖြူတော်တယ်ဆိုတာကိုဘာကြောင့်မောင်ဖြူကိုတော်တယ်လို့ပြောတာလို့မောင်ဖြူကသူများအသက်မတတ်ဘူးသူများပစ္စည်းမတရားမယူဘူးကမ္မကိစ္စဖောက်ပြန်မှရွှေ့စာမကျင်ဘူးနောက်ဒီလားရှိလို့မောင်ဖြူကိုတော်တယ်လို့ပြောတယ်လို့ဆိုကြပါစို့အဲ့လိုဆိုလို့ရှိရင်မောင်ဖြူကျင့်သုံးတဲ့မောင်ဖြူကိုလူတော်တယောက်ဖြစ်အောင်နော်ဥဆောင်ပေးမယ်သူ့ရဲ့ကျင့်စဉ်ဓမ္မကိုပဲရှင်းမပြောဆိုရမယ်။ဟောသူများအသက်မတတ်တာတော်တော်ကောင်းတဲ့အလုပ်ပဲ။ဟောမောင်ဖြူတဲ့သူများအသက်မတတ်ခြင်းကိုခွဲခြားပြီးတော့ပြောလိုက်တာ။တကယ်ကအဲ့ဒါမှသဘာဝဆိုင်တာ။ဟုတ်တယ်မဟုတ်လား
မောင်ဖြူတော်တာအလကားတော်တာမဟုတ်ဘူးသူများအသက်မတက်လို့တော်တာအဲ့တော့မောင်ဖြူကတော်တာလားသူများအသက်ကိုမသက်ဖဲနဲ့ရှောင်ကျဉ်နိုင်တာကတော်တာလားဒါမဲ့တရားမလို့ဦးရင်တို့ကြီးမွားနေတာကျတော့ဘယ်သူကိုကြီးမွားလဲမောင်ဖြူကိုကြီးမွားနေတာတကယ်အချင်းမွားခံရမယ့်တရားလေးကငုံနေတယ်ဘောပေါက်တာဒါကြောင့်ပုဂ္ဂလဒိဋ္ဌံပြောလို့ရှိရင်ရောက်ပင်ပြောဆိုတာရောက်တယ်ဒါကြောင့်သူဘာလို့ကောင်းတာတော့ကောင်းတာတွေရှိလို့ကောင်းတယ်ဆိုတာအဲ့ဒီကောင်းတာတွေကိုပဲကောင်းတယ်လို့ပြောရလူကိုကောင်းတယ်လို့ပြောလို့ရှိရင်ရောက်ပင်ပြောဆိုတာရောက်တယ်ဟုတ်လားအဲ့တော့ဆရာတော်ကြီးကဘယ်လိုလေးတောင်ပြောပြအောင်ဆိုမောင်ဖြူကတော်တော်ကောင်းတာပဲမောင်ဖြူကတော်တော်တော်တာပဲဆိုရင်နောက်ဆက်တွဲဒါကြောင့်အဲ့ဒီမောင်ဖြူကိုငါကရေစင်နီးနေရတာအချစ်နေရတာလောဘနဲ့အဆုံးသတ်သွားတယ်တဲ့သဘောပေါက်ရဲ့လားမောင်ဖြူကောင်းတယ်လို့ပြောရင်လောဘနဲ့အဆုံးသတ်သွားတယ်မောင်ဖြူကိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်နော်မောင်ဖြူကျင့်သုံးနေတဲ့တရားဓမ္မကပဲပို့လိုက်တာအဲ့ဒီတရားဓမ္မကိုသာချီးမွမ်းမယ်ဆိုရင်တော့ဘာလောဘမှဖြစ်စရာအကြောင်းမရှိဘူးဒါမြောက်ပင်ပြောဆိုခြင်းကရှောင်တယ်ဆိုတာအဲ့လောက်ထိရှောင်ရမှာသဘောပေါက်ရဲ့လားဗျာအေးနောက်ဦးဇင်းတို့ကဲမြောက်ပင်ခြင်းကိုသဘောပေါက်ပြီဆိုရင်နှိမ့်ချခြင်းသူ့ကိုလည်းနည်းနည်းတော့ရိပ်ပြီးပါရောက်မယ်ဟုတ်လားဆိုကြပါစို့မောင်မဲတယောက်တော်တော်ဆိုးတာပဲနော်တော်တော်ကိုမကောင်းတာပဲဆိုရင်မောင်မဲကဆိုးတယ်လို့ပြောရင်အဲ့ဒါနှိမ့်ချပြောရရောက်တယ်မကောင်းလို့မကောင်းဘူးပြောတာကိုပဲနှိမ့်ချပြောရရောက်တော့တယ်ဒါနဲ့မောင်မဲကဘာလို့မကောင်းတာလဲဆိုတော့သူများအသက်တန်လို့မကောင်းဘူးလို့ပြောတယ်ဆိုကြပါစို့အဲ့လိုဆိုရင်မောင်မဲကမကောင်းတာလားသူများအသက်ကိုတတ်တဲ့အမှုကမကောင်းတာလားသူများအသက်ကိုတတ်တဲ့အမှုကမကောင်းတာဟုတ်လားအဲ့လိုဆိုရင်သူများအသက်ကိုတတ်တာဟာမကောင်းဘူးလို့ပြောလိုက်လို့ရှိရင်ဒါဓမ္မသဘာဝလေးကိုပြောဆိုတာရောက်တယ်မောင်မဲမကောင်းဘူးလို့ပြောရင်တော့နှိမ့်ချပြောဆိုတာရောက်တယ်တဲ့အလွန်နူးညံ့သိမ်မွေ့တဲ့နောက်ကျင့်စဉ်လေးလို့မဆိုနိုင်ဘူးလားအဲ့တော့အဓိကတရားဓမ္မတို့အရင်တို့လွယ်လွယ်မှတ်ရမှာကပုဂ္ဂလဒိဋ္ဌံမပြောမိအောင်ရှောင်ရမယ်ဓမ္မဒိဋ္ဌံပြောတဲ့အလေးအကျင့်ရှိအောင်ရှောင်ရမယ်ကောင်းတဲ့လူဘာလို့ကောင်းတာတော့ကောင်းတာလို့ကောင်းတာအဲ့လိုဆိုရင်ကောင်းတာလုပ်တဲ့လုပ်ငန်းစဉ်လေးကိုပဲရွေးပြီးတော့ချီးမွမ်းရမယ်မကောင်းတဲ့လူဘာလို့မကောင်းတာတော့မကောင်းတာလုပ်လို့မကောင်းတာအဲ့ဒါလူကိုကဲ့ရဲ့လိုက်မယ်ဆိုလို့ရှိရင်ရှုံ့ချရရောက်တယ်မောင်မဲတော်တော်ဆိုးတာပဲတော်တော်ညံ့တာပဲဒါကြောင့်အဲ့ဒီကောင်ကိုငါကြည့်လို့မရဟောဘာနဲ့အဆုံးသတ်သွားဒေါသနဲ့အဆုံးသတ်သွားတယ်အကယ်၍သာမောင်မဲရဲ့မကောင်းမှုကိုပဲအပြစ်တင်မယ်ဆိုရင်ဒေါသဖြစ်เสียအကြောင်းမရှိဘူးသူများအသက်သက်တာမကောင်းဘူးဆိုရင်ဘာဒေါသမှဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြောက်ပင်ခြင်းရှုပ်ချခြင်းကိုရှောင်ကျဉ်ခြင်းနဲ့ဆိုရင်ပထမမြောက်ပင်ခြင်းဆိုတာဘာလဲရှုပ်ချခြင်းဆိုတာဘာလဲဆိုတာကိုအရင်နားလည်ရအောင်မယ်အတူတူပြောရမယ်ဆိုရင်တော့ပုဂ္ဂလဒိဋ္ဌံပုဂ္ဂိုလ်တယောက်ကောင်းတယ်လို့ပြောရင်မြောက်ပင်တယ်ပုဂ္ဂိုလ်တယောက်မကောင်းဘူးလို့ပြောရင်နှိမ့်ချရောက်တယ်အဲ့တော့ကောင်းခြင်းမကောင်းခြင်းကိုဖြစ်စေတဲ့ဓမ္မနဲ့အတ္တမကိုသာလည်းချီးမွမ်းရမယ်ကဲရမယ်ဓမ္မကိုသာလည်းချီးမွမ်းရမယ်အတ္တမကိုသာလည်းကဲရမယ်အဲ့လိုတရားလေးကိုပဲကြည့်ပြီးတော့ပြောတာကိုဓမ္မမေဝဘာတေယတရားကိုပဲပြောတယ်ဆိုအဲ့ဒါကိုပြောဟုတ်ရဲ့လားနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မမြောက်မစမနှိမ်ညာတရားဟောဖို့ပြဆိုအဲ့ဒါကိုပြောတာနော်ပြောက်ခြင်းကိုရှောင်ရမယ်ရှုံချခြင်းကိုရှောင်ရမယ်တရားသာလေးကိုပဲပြောရမယ်တရားဆိုတာအမှန်ကိုပြောတာပေါ့နော်အမှန်ကိုထိအောင်ပြောနိုင်ရမယ်ခုလောကကြီးမှာနော်လူတွေဒီပြောဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်နေကြတာရှုပ်နေကြတာဟာဒီမြတ်စွာဘုရားရဲ့တရားတော်ကိုမလိုက်နာနိုင်တော့ခုပြောလိုက်တဲ့အဆုံးအမကိုမလိုက်နာနိုင်တော့လူတွေကပုဂ္ဂလဒိဋ္ဌံကြီးပြောကြတယ်တချို့ဆိုရင်ဘလောက်တွေဆိုတော့ဆိုတော့ပုဂ္ဂလဒိဋ္ဌံတော့မှန်မှန်ကန်ကန်မပြောပုဂ္ဂိုလ်ကမကောင်းပါပဲနဲ့ကိုယ်ကရှင်းနေရင်ကောင်းတယ်လို့ပြောတာရှိရဲ့ဟောပုဂ္ဂိုလ်ကကောင်းနေပါနဲ့ကိုယ်ကမုန်းနေတာနဲ့မကောင်းဘူးလို့ပြောတာတော့ရှိတယ်တော်တော်ဝမ်းလဲကြကောင်းလောကကြီးကအကတိလိုက်ကြတယ်နော်ဓမ္မသဘောဆိုင်အောင်သွားဖို့ဆိုတာတော်တော်ကြီးဝေးနေသေးတယ်ဟုတ်လားပုဂ္ဂိုလ်ကိုတော့မှန်မှန်ကန်ကန်ဝေဘာနာမျိုးမရှိအကတိလိုက်ပြီးတော့ကိုယ့်ရဲ့ချစ်ခြင်းကိုယ့်ရဲ့မုန်းခြင်းကိုပဲကြည့်ပြီးတော့ဝေဘာညာသဘောပေါက်ရဲ့လားအေးဒါတွေကဦးဇင်းတို့နေပေအသီးသီးမှာအလွန်ရှုပ်ထွေးစွာဖြစ်နေကြတယ်လို့ထင်ပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မမြောက်မစမနှိမ်ညာတရားဟောဖို့ပြန်ဆိုတာလေးဟာလိုက်နာဖို့တော်တော်မလွယ်ပါတော်တော်ခက်ခဲပါလေဒါပေမဲ့မလိုက်နာရင်လည်းပဲဆင်းရဲမှာတော့အမှန်ပဲ
သူ့တိုင်းတာနဲ့သူဆင်းရဲမှုကိုဖြစ်စေလိုင်းနာနိုင်မယ်ဆိုရင်တော့မြတ်စွာဘုရားဟောတာမှားတယ်ဆိုတာမရှိပါဘူးချမ်းသာကြောင်းတရားပါသိချပေါက်ချမ်းသာမယ်နော်ဘယ်သူကမှကိုယ်ကိုမုန်းစရာအကြောင်းမရှိဘူးကိုယ်စကားကြောင့်တောင်းတရစရာအကြောင်းလည်းမရှိဘူးမတရားတာဟာမကောင်းဘူးလို့ပြောတယ်တရားတာဟာကောင်းတယ်လို့ပြောတယ်ပုဂ္ဂိုလ်တ attva ကိုမပြောသဘောပေါက်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုတိယအရဏဝိပင်ကတရားအလွန်တရားစဉ်းစားတရားမရှိဘူးလားရှိတယ်ဘယ်နှပါးရှိသွားပြီတော့နှစ်ပါးရှိသွားပြီနော်အယုံနှစ်ပါးမလိုက်စားလမ်းသွားမစီမနော်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြဟောနှစ်ပါးရှိသွားနော်နောက်တတိယအရဏဝိပင်ကတရားသွားရအောင်ဆိုကြီးကဘယ်လိုကြီးပြတာတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတံနော်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတံလောကမှာချမ်းသာဒုက္ခဆိုတာနှမျိုးရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဗဟိတဒုက္ခနဲ့ဣဇတဒုက္ခအဲ့ဒီဒုက္ခတွေကိုသိရမယ်နော်ဣဇတဒုက္ခအတွင်းဒုက္ခဆိုတာဘယ်လိုသဘောလဲဗဟိတဒုက္ခအပြင်ချမ်းသာဆိုတာဘယ်လိုလဲအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောပြတော့ဆိုတော့ဒုက္ခဝိနိစ္စယံဈဉ္ညာဒုက္ခဝိနိစ္စယံညတ်တော်ဣဇတဒုက္ခမနုယုံစီရဟောဒုက္ခဝိနိစ္စယံဈဉ္ညာဆိုတာဘာပြောတာချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်ရမယ်ဘယ်ချမ်းသာကဘယ်လိုဆိုတာကိုကိုယ်မှာဆုံးဖြတ်နိုင်တဲ့အသိရှိရမယ်တဲ့ပြောရရင်ဣဇဒဒုက္ခဆိုတာဘယ်လိုသဘာဝရှိလဲဗဟိတဒုက္ခဆိုတာဘယ်လိုသဘာဝရှိလဲလို့ချမ်းသာခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိကိုယ်မှာရှိရမယ်အဲ့ဒီအသိရှိပြီးတော့မှဣဇဒဒုက္ခအတွင်းချမ်းသာကိုအနုယုံစေရအထောက်ရမယ်ဗဟိတဒုက္ခကိုတော့အမထောက်ရဘူးလို့ဆိုလိုပြီးသားဖြစ်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဗဟိတဒုက္ခဆိုတာနဲ့အရင်စပြီးတော့ပြောရလို့နော်ဗဟိတဒုက္ခဆိုတာကသောသောကကာမဒုက္ခတိကနုယောဂနဲ့နော်တော်တော်များများကြီးတူတယ်လို့ပြောရမှာဟုတ်လားမြင်လို့ဖြစ်တဲ့ချမ်းသာကြားလို့ဖြစ်တဲ့ချမ်းသာနားရှုလို့စားတော့လို့တွေ့ထိလို့ဖြစ်တဲ့ချမ်းသာအဲ့ဒါကိုအရင်တို့ဗဟိတဒုက္ခလို့ခေါ်ပါတယ်ဟုတ်လားအဲ့ဒီဗဟိတဒုက္ခသည်ဘာကြောင့်မြတ်စွာဘုရားကသူ့ကိုအမထုတ်ရဘူးလို့ပြောရလို့ဆိုတော့ဒုက္ခတွေနဲ့ယဉ်ပြီးတော့ဒုက္ခတွေနဲ့ပဲအဆုံးသတ်တယ်လို့ပင်မမှုတွေနဲ့ယဉ်ပြီးတော့ပဲပင်မမှုတွေနဲ့အဆုံးသတ်သွားလို့ဗဟိတဒုက္ခကိုလိုက်စားရဘူးလို့ပြောတာဒါဆိုကြီးကတော့နော်အလွန်ရိုးရိုးရှင်းရှင်းလေးပြောတယ်ပေါ့ဆိုရပါစို့ဟင်းနှစ်ခွက်နဲ့စားလိုက်ရင်လည်းပဲထမင်းတက်နဲ့ပြီးပါလေတဲ့ဒါပေမဲ့ယတတနာနောက်ကောင်းကောင်းစားကျင်တာလေးကိုဗဟိတဒုက္ခကိုမမောပြီးတော့ငါကတော့၄ခွက်နဲ့မှစားနိုင်မယ်၅ခွက်နဲ့မှစားနိုင်မယ်ဆိုရင်တော့နှစ်ဆအလိုလိုရလိမ့်မယ်တဲ့လည်းခါကြမှာမဟုတ်ပဲကိုဟုတ်လားဒါကြောင့်ဦးဇင်းကတော့ဒီကားလေးအဲ့လိုရိုးရိုးလေးပြောတာလေးတွေကိုအရန်သဘောကျတယ်ပေါ့ဘဝမှာတေချာစဉ်းစားကြည့်ပါအဲ့ဒီဒုက္ခတွေဟာအလကားမရပါဘူးဘာနဲ့ရှင်းရဒုက္ခတွေနဲ့ရှင်းရတယ်ပင်ပန်းမှုတွေနဲ့ရှင်းရတယ်ဟုတ်လားနော်ကြိုးစားအားထုတ်ပြီးတော့ယူရတယ်နော်ဒါတွေဟာကောင်းတာတွေကိုလှုပ်ဖို့အတွက်အချိန်တွေကိုခွဲဝေပေးလိုက်ရတယ်ခွန်အားတွေကိုခွဲဝေပေးလိုက်ရတယ်ဒါကြောင့်ဗဟိတဒုက္ခအတွက်ပေးလိုက်ရတဲ့အရင်ကြီးတွေကမနေဘူးပေါ့တချို့ဆိုလို့ရှိရင်ဒီဗဟိတဒုက္ခကိုရလို့တဲ့အတွက်ကြောင့်တမအာဇီဝကြကြရှာဖွေတာမျိုးမဟုတ်ဘဲနဲ့လောဘသိအားကြီးလာလို့ဆိုရင်ဗိစာအာဇီဝနဲ့ရှာဖွေကြတာတွေမရှိဘူးလားရပြီးရောဆိုပြီးတော့လုပ်ကြပြီပြောကြပြီတွေးကြပြီဆိုရင်တော့အဲ့ဒီဗဟိတဒုက္ခကိုရလို့တဲ့ချမ်းသာကတမလွန်ထိလိုက်ပြီးတော့အဲ့ဒါဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ရှင်ပါဟောစဉ်းစားကြည့်နော်ဒုက္ခနဲ့စတယ်ပြီးတော့ဒုက္ခနဲ့ပဲဆုံးသွားတယ်ဒါကိုရလို့တဲ့အတွက်ကြောင့်မဟုတ်တာလုံးနေမယ်ဆိုရင်တော့အလွန်ကြီးကျယ်တဲ့အနာဂတ်ဒုက္ခရှိနေတယ်ပေါ့ဒါကြောင့်ဗဟိတဒုက္ခသည်အန္တရာယ်များတယ်ဘေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားဗဟိတဒုက္ခကိုမလိုက်စားရဘူးလို့အဲ့လိုဟောတာဟုတ်လားဒါလေးတွေကပြိဿပေါင်းသူတော်ကောင်းတို့ဘောမှာအကူကအရိယသူတော်ကောင်းကြီးတွေလည်းမဟုတ်သေးနေတော့ပုထုဇဉ်ဘဝမှာမမောမှုတွေကတော့ရှိနေကြတာပေါ့ဟုတ်လားသို့တော်လည်းပဲအမြင်မှန်လေးနဲ့အသိမှန်လေးနဲ့ဟောဒါတွေဟာအန္တရာယ်ရှိတယ်ဒါတွေဟာဒုက္ခတွေကိုများစေတဲ့အရာတွေမျှတာဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့တော့မလိုဘူးလားလိုတယ်နော်အဲ့လိုစဉ်းစားခြင်းအပြင်ကိုယ့်ကိုယ်ထိန်းချောင်းသွားမယ်ပေါ့ကိုယ့်ရဲ့အသိဉာဏ်ကဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကပဲကိုယ့်ကိုစောင့်ရှောက်သွားမယ်ပေါ့ဘေးတွေအန္တရာယ်တွေကြီးမသွားအောင်ဒုက္ခတွေများမသွားအောင်စောင့်ရှောက်ဒ
ဒီဗိဓဒုက္ခကိုရလို့တဲ့စိတ်နဲ့တို့ကြိုးစားကြရင်နဲ့နော်အထုတ်ကြရင်နဲ့ပြစ္ဆုတ်ပန်ဆင်းရဲတန်တရားဆင်းရဲတော့မစိုးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်သွားကြရတဲ့လူတွေအကြောင်းကိုတတ္တဝါတွေရဲ့အကြောင်းကိုပြောမယ်ဆိုရင်ပြောလို့မကုန်နိုင်အောင်များပါတယ်အထိမိဆုံးပြောရရင်တော့ဘယ်လေးပုံမှာဒုက္ခရောက်နေကြတဲ့တတ္တဝါတွေဟာအဲ့ဒီဗိဓဒုက္ခကိုရှာဖွေကြရင်းနဲ့ရောက်သွားကြတယ်လို့မပြောနိုင်ဘူးလားပြောနေနော်ချမ်းသာဒုက္ခမမုန်းမှုကြောင့်ပုပုရွာရွာဖြစ်သမျှတို့ဒုက္ခပင်လေจิตထက်ကျင်သည်ရွယ်တိုင်းမမြောက်နိုင်ပါတကားဆိုတာလေဒါကိုပြောတာပါပဲဟုတ်လားဒီချမ်းသာလေးကိုရခြင်းလို့တကောက်ကောက်လိုက်ရင်းနဲ့ကိုရခြင်းနဲ့ချမ်းသာသည်မရောက်ပါပဲနဲ့ဒုက္ခပင်လေတဲ့ပဲတဝဲလေလေချိန်ကုန်သွားကြတယ်အများကြီးရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဝိနိစ္စယဉာဏ်ချမ်းသာခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မမှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိရှိရမယ်ဒုက္ခဝိနိစ္စယဉာဏ်တော်ချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့ဘယ်ချမ်းသာကဘယ်လောက်ဆိုတာမမှန်ကန်ကန်သိတဲ့အသိရှိပြီးတော့အစ္ဆဒဒုက္ခအတွင်းချမ်းသာကိုအနုလုံစေရဘာမှအားထုတ်ရမယ်ဟောအတွင်းချမ်းသာကိုဘာလုပ်ရမလဲအားထုတ်ရမယ်အတွင်းချမ်းသာကဘာလို့ဆိုတော့အတူဆုံးပြောရရင်တော့တရားကြောင့်ဖြစ်တဲ့ချမ်းသာနော်အတွင်းကိုအာယုံပြုပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့ဒါစော်ကြီးကတော့သူကမျက်စိနဲ့မြင်အောင်ပြောတယ်ပေါ့ဆိုရပါစို့တဲ့အတွင်းချမ်းသာဆိုတာဇမေမွေးကြီးခြေသေးလက်သေးသွားအရေးအစရှိတဲ့သုံးသက်ကုဋ္ဌာကကိုရှင်းပြပြီးတော့ဒါဟာပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမဟုတ်ပါတကားဆက်သုတ်ပွဲကုဋ္ဌာကအစုပါတကားလို့ကန်ရှင်းသားလိုက်တယ်ဆိုရင်စိတ်ထဲမှာအီးချမ်းမှုနော်စိတ်ထဲမှာငြိမ်းချမ်းမှုချမ်းသာဒုက္ခဆိုတာအထိုက်လျောက်ဖြစ်လာတယ်နော်အဲ့ဒါဒီအစ္ဆဒဒုက္ခပဲဟုတ်လားမိမိခန္ဓာကိုယ်ကိုစိုက်ကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကပြောင်းလဲနေတဲ့အရာတွေလို့ဟောအနိစ္စသဘောကိုသိမယ်ဆိုရင်ဟောထိုက်တဲ့ငြိမ်းချမ်းမှုဆိုတာအဲ့ဒီအချိန်မှာမရဘူးလားရတယ်အဲ့ဒါဒီပါချမ်းသာအစ္ဆဒဒုက္ခနော်အတွင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာဆိုတော့အပြင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့တော့ဆိုကြီးကနော်သူ့စကလုံးလေးနဲ့သူကြိုက်အောင်လည်းပြောသေးတယ်နော်အပြင်ချမ်းသာဆိုတာကိုယ်နဲ့သိမဆိုင်ဘူးတဲ့အပြင်မှာဆန်တယ်တကယ်အရေးတကယ်ပြီးမှကိုယ့်ဘက်သားလို့မစိုးနိုင်ဘူးဆိုတဲ့အတိတ်ပဲဟုတ်လားအတွင်းချမ်းသာသေးတာနဲ့ကိုယ်ဟာအာကိုရမယ်ချမ်းသာပြီးတော့သူတခုနှိုင်းရှင်ပြီးတော့ပြတာရှိသေးတယ်အပြင်ချမ်းသာဆိုတာကိုယ်တယောက်တည်းမပြီးဘူးတဲ့အာယုန်တွေကိုမျောရတယ်အာယုန်တွေကိုရှားရတယ်ကိုယ်ကကြည့်ရင်နေပြီးကံကြည့်တရားကမရှိဘူးဆိုရင်ဒုက္ခရောက်ပြီတဲ့သဘောပေါက်ရလားကိုယ်ကကြားရင်နေပြီးကြားစရာအတန်မရှိဘူးဟောကိုကြားရင်တဲ့လူရဲ့အတန်တိုင်းနဲ့ကိုယ်ကကြားရင်တာပေါ့ကဲအဲ့ဒီလူကမရှိဘူးဆိုရင်ကိုကြားလို့မရအဲ့လိုဆိုရင်အလိုမကျတဲ့ဒုက္ခပါဝင်လာတယ်သူနှိုင်းရှင်ပြတာကအပြင်ဒုက္ခဆိုတာကိုယ်တယောက်တည်းမပြီးဘူးကိုယ်တယောက်တည်းမပြီးတဲ့အတွက်ကြောင့်မျောလင့်ရတဲ့သဘောရှိတယ်တောင့်တရတဲ့သဘောရှိတယ်ဖြစ်မလာဘူးဆိုရင်အလိုမကျရတဲ့ဒုက္ခရှိလာတယ်အစ္ဆဒဒုက္ခဆိုတာကိုယ်တယောက်တည်းပြီးရတယ်အလွန်လက်တွေ့ကျတဲ့ဟောပြောချက်လို့ဦးဇင်းထင်ပါတယ်ဆိုရက်ဘယ်လိုပြောလို့ဆိုတော့ညတရင်တို့ထပြီးတော့လေကိုယ့်ရဲ့ခန္ဓာကိုအာယုံလေးစိုက်လိုက်မယ်ထိုက်တဲ့ချမ်းသာဆိုတာရသွားတာဘယ်အဖို့မှမလိုဘူးဘယ်အာယုံမှမလိုပြင်ဘက်ကယူပါယုံတတ်တဲ့ယုံကိုရည်ညွှန်းပြောတာဟုတ်လားဒီဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အစ္ဆဒဒုက္ခနဲ့ဗဟိတဒုက္ခရည်အသွေးချင်းလည်းမတူဟုတ်လားဒုက္ခနဲ့ဝင်ချင်းလည်းမတူဒါကြောင့်မြတ်စွာဘုရားကအစ္ဆဒဒုက္ခကိုသာလေကြိုးစားပြီးတော့ရှာဖွေရမယ်ထူထောင်ရမယ်လို့ခေါ်တယ်ဟုတ်လားဒါကိုပဲဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလို့ပြောတာတဲ့ပြောရရင်တော့ကိုယ်ခန္ဓာရဲ့သဘာဝတရားတွေကိုကိုယ်တိုင်အမှန်တိုင်းသိအောင်ကြိုးစားရင်းဖြင့်အစွဲလမ်းဥပါဒံတရားတွေနေပါရမှတစ်ဆင့်ဖြစ်ပေါ်လာတဲ့ချမ်းသာကိုရအောင်ရှာရရမယ်လို့ပြောတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ချမ်းသာစွာနေကြောင်းညီလန်းကောင်း၆မျိုးတွေကဒါ၃မျိုးပြီးသွားတယ်နော်ဒီဒါကတော့အဓိကကြားတယ်လို့ဆိုရမှာပေါ့နော်အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမရှိမှမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒတဲ့ဒါတွေကဦးဇင်းတို့အလွန်မှအရေးပါတဲ့နေပေါ့နောက်ထပ်၃နည်းကြံနောက်ထပ်၃နည်းကြတော့စိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုတော့ပြောရေးဆိုရေးနဲ့ပတ်သက်ပြီးတော့ပဲစတိုက်ဟောတာဟောသောကမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြဆိုတာလေအပြောပဲနော်တန်သုံးပါးရှိတဲ့နက်ကဝကြီးကံကို၄မျိုးဟောတာလေအဲ့ဒါစိတ်ဝင်စားတယ်မကောင်းဘူးလားဒါကြည့်ခြင်းအပြင်ကိုကိုယ့်ရဲ့ပါဇက်ကတွတ်တွတ်ပြောနေပြီပါဇက်နဲ့ပတ်သက်ပြီးတော့အမှားတွေအလွန်များနေပြီဆိုတာကိုခံမှန်းလို့ရနိုင်တယ်
မှားနိုင်ကြည်တွေများလို့မို့အများကြီးဟောထားတယ်လို့ဦးဇင်းကတော့ထင်တာပဲအဲ့ဒီကဘာကြီးကစဉ်းစားကြည့်နော်အဲ့တော့ဦးဇင်းတို့နောက်ထပ်တတိယမြောက်မြတ်သရုပ်ထမြောက်မြတ်စွာဘုရားဟောတဲ့နောက်ချမ်းသာကြောင့်တရားကျတော့ဘာပြောတော့မျက်မှောက်မျက်ကွယ်ဤလက်သွဲရှိုးပွဲတည်တတ်လားနော်ရဟောဝါဒနဗ္ဗတေယနတ္တမုခကိနံပနေနော်ရဟောဝါဒမျက်ကွယ်မှာသူများမကောင်းကြောင်းပြောတဲ့စကားများကိုနဗ္ဗတေယမပြောရဘူးလေဟုတ်လားနော်နတ္တမုခကိနံပနေတမုခသူ့ရဲ့ရှေ့မှာမျက်မှောက်မှာခိနံရှုပ်ချတဲ့စကားကိုလည်းပဲနဗ္ဗတေယမပြောရဘူးလေဒါတွေကအလွန်အန္တရာယ်ရှိတယ်လို့ထင်နော်ရှေ့တင်ရှုပ်ချတဲ့စကားပြောမယ်ဆိုရင်တော့တောက်လျှောက်ကိုပဲကြံပြရစရာအကြောင်းရှိတယ်ဘယ်တော်ဘာဖြစ်ဖြစ်အတ္တဥရှိပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်တော့ကောင်းတယ်လို့ထင်ကြတာရှိပဲကိုယ့်ကိုယ်တော့မှားတာတွေလုံးတော့မှလုတ်တယ်လို့လုတ်တယ်လို့ထင်ကြတဲ့လူတွေကြီးပဲကိုလုတ်တဲ့အလုပ်ကိုမှန်တယ်လို့ပြောဖို့မှန်တယ်လို့မပြောနိုင်အောင်တော့မှလုတ်တယ်လို့ပြောဖို့အတွက်အကြောင်းပြချက်ကိုယ်ရှိနေကြတဲ့လူတွေကြီးပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဓိပ္ပာယ်ကဘာလို့မကောင်းဘူးလို့တော့တော့မပြောနေနဲ့ဟုတ်လားမကောင်းဘူးလို့ပြောခြင်းသည်တောက်လျှောက်တုံ့ပြန်ခံရမယ်အချက်ပဲနောက်တော့ပြီးတဲ့ကောင်းတဲ့ကောင်းတို့ကိုရင်းစားရမယ်ပေါ့ကိုကိုမကောင်းဘူးလို့ပြောရင်တော့ကိုခံနိုင်မလားဟုတ်တာမဟုတ်တာမှန်တာမမှန်တာကနောက်တစ်ချက်လောလောဆယ်တော့ရှူရှဲရှဲနဲ့ဒေါသအရင်ထွက်လာမယ်ဟုတ်တယ်မဟုတ်လားပြောတာကလည်းပဲမကောင်းဘူးလို့ပြောလို့ရှိရင်သူ့ကိုမကောင်းတာတွေကိုပြင်နေခြင်းလို့စေတနာနဲ့ပြောတာကရှားတယ်နှိမ့်ချလို့တဲ့သဘောနဲ့မင်းလူချင်းတယောက်ပဲဆိုတဲ့အမျိုးနဲ့မကျေနပ်လို့မုန်းလို့ပြောရတာပဲများတယ်လေအဲ့ဒီလိုခံစားချက်ကြီးနဲ့ကိုကပြောနေပြီဆိုတဲ့ကိုကလည်းတော်တော်ကိုမဟုတ်တော့အဲ့တော့တစ်ဖက်လူကငါမင်းကိုစေတနာနဲ့ပြောတာပါလို့ဘလောက်ပဲပြောဘာမှလက်ခံစရာအကြောင်းလက်ခံနိုင်စရာအကြောင်းမရှိဘူးပေါ့ဟုတ်လားအဲ့တော့သူကပြန်ပြီးတော့ဘာဖြစ်မလို့ဒေါသနဲ့တုံ့ပြန်လိုက်တယ်ဒါကြောင့်ရှေ့ရင်ရှုပ်ချတဲ့စကားပြောတာအလွန်အန္တရာယ်ကြီးတယ်အခက်မသိရင်အသက်တောင်ဆုံးနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်နောက်တံဘုခခိနာမယ်နေရှေ့ရင်ရှုပ်ချတဲ့စကားကိုမပြောရအောင်သဟောဝါဒနဗ္ဗတေယကိုယ်ရမှာမကောင်းနဲ့မပြောရအောင်ဒါကတော့ဒကာမတို့ရင်တို့တော်တော်များများကလွန်ကျူးနေကြတယ်လို့ထင်ပါတယ်နော်သူများအကြောင်းပြောလိုက်ရင်တော့များသောအားဖြင့်မကောင်းကြောင်းပြောရမှာပဲဒီတစ်ချက်ကအရာသာကတွေ့တာနောက်ကောင်းတာပြောရရင်အရာသာမတွေ့ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မကောင်းတဲ့စိတ်တွေတက်ခံရှိနေတော့နော်သူများမကောင်းတာကိုပဲကိုယ့်ရဲ့စိတ်ထဲကနော်သဘောကျနေတဲ့သဘောနော်သူများကောင်းတာကိုမုဒိတာမဖြစ်နိုင်မပြောနိုင်ဒါကိုနှုတ်အရသာခံပြီးတော့မဆိုနိုင်ဟုတ်လားဒါကြောင့်ကိုယ်ရပြောပြီးဆိုရင်ဒကာမတို့ဦးဇင်းတို့တွေကဘလို့စကားတွေပဲထွက်လာမကောင်းကြောင်းတွေပဲထွက်လာတကယ်ဆိုရင်လူတယောက်ဟာမကောင်းတာတွေကြီးနဲ့တိဆောက်ထားတာမဟုတ်မကောင်းတာတွေကြီးရှိတာမဟုတ်ကိုကလည်းပြောကျင်တယ်မှဆိုရင်ကောင်းတာလေးတွေလည်းပဲအထိုက်လျောက်တော့ရှိနေကြပါလေသို့တော့အဲ့ဒီကောင်းတာတွေကိုမျက်ွယ်ပြုတ်ပြီးတော့မကောင်းတာတွေကိုမှရွေးချယ်ပြီးတော့ပြောကြတာလူရဲ့တဘာဝပါဟုတ်ရဲ့လားကောင်းတာတွေအများများပြီးတော့မကောင်းတာတွေနည်းနည်းရှိတာကိုတောင်မှကောင်းတာတွေအများကြီးကိုတကယ်ကိုမမြင်ရင်ဟန်ဆောင်ပြီးတော့မကောင်းတာတွေနည်းနည်းကိုမှမြင်ဖြစ်အောင်မြင်ပြီးတော့ပြောကြတယ်ဒါပစုအကြောင်းတွေကိုပြောနေတာခုအကြောင်းကိုပြောနေတာဟဲ့ဒါကမှတို့အရင်တို့ဒီတိုင်းပဲဟုတ်လားအဲ့တော့ကိုယ်ရမှာသူများအကြောင်းမကောင်းပြောပြီးဆိုရင်ကိုကပြောကြမှာဆိုတစုံတစ်ယောက်ရဲ့မကောင်းကြောင်းကိုပြောလိုက်ပြီအဲ့ဒီလူနဲ့တွေ့ပြီဆိုတော့ကိုမှနေရာထိုင်ရတဲ့ခံသူကတော့မသိဘူးဘောကိုကပြောတာလေကိုကပြောထားပြီးတော့ကိုကဘာဖြစ်လဲလိမ့်ပြမတန်အဲ့ဒါကိုကစားကောင်းတဲ့သဘောမဟုတ်တော့ဒါအ ਨੇ ဆုံးတော့ကိုမှအဲ့လောက်ထိခိုက်သွားပြီဒါသူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာဦးဇင်းရဘာတွေထိခိုက်လဲလို့မမင်းနဲ့ကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးဆိုတာကိုကအဲ့ဒါထိခိုက်နေဒေါသနဲ့ပြောမင်းမုန်းတီးမှုနဲ့ပြောမင်းမနာလိုမှုနဲ့ပြောမင်းတချို့ဆိုရင်သူများမကောင်းဘူးလို့ပြောလိုက်ရမှတစ်ဖက်လူကကိုယ့်ကိုကောင်းတယ်လို့ထင်လာတာမျိုးဒါကိုမျှော်လင့်ဆိုလိုတာကသူတို့ကအဲ့လိုမကောင်းတာငါကအဲ့လိုလူမျိုးမဟုတ်ဘူးလို့တွဲပြီးတော့ပြောခြင်းတာဟုတ်လားဒါကြောင့်သူများမကောင်းကြောင်းပြောခြင်းသည်ကောင်းတဲ့စိတ်ဖြစ်ဖို့အလွန်နည်းဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးသောကောင်းသူတော်ကောင်းတို့သူများမကောင်းကြောင်းမပြောအောင်ရှေ့ရင်ရှုံချတဲ့စကားကိုမပြောအောင်အဲ့ဒါကိုသာရှောင်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဖြူရှင်တန်ရှင်းမှုဖြစ်ဖို့အတွက်အများကြီးထောက်ကူပြုတယ်အများကြီးချမ်းသာနိုင်တယ်ဒီနေ့မှဦးဇင်းတို့ဆန့်ကျင်ဘက်လေးတွေကိုစဉ်းစားရင်းနဲ့တရားကိုနားသိခြင်းနဲ့ပေါ့နော်
သူများအတင်းမပြောရင်ရှေ့တင်ရှုံချတဲ့စကားမပြောရင်ချမ်းသာမယ်လို့မြတ်စွာဘုရားဟောထားသောဒေသနာသည်ကိုယ်ရမှာအတင်းပြောရင်ရှေ့တင်ရှုံချတဲ့စကားကိုပြောရင်တော့ဆင်းရဲလိမ့်မယ်လို့တရားနဲ့ထင်နားလေရမယ်။နောက်ဒီတရားကနှစ်ခွထွက်တယ်။မချမ်းသာစွာနေကြောင်းနိလန်ကောင်းများဖြစ်တယ်လို့ဒီနိလန်ကောင်းတွေကိုမလိုက်နိုင်ဘူးဆိုရင်ကိုယ့်ကိုယ်ဆင်းရဲအောင်နေလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒါကိုပါတခါတည်းနားလည်ဖို့မလိုဘူးလား။ဟုတ်တယ်နော်။ဒါကြောင့်ဦးဇင်းတို့လေးခုမြောက်အရဏဝိပင်ကတရားဟုတ်လား။အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားပြောတာကအဲ့ဒီထဲမှာမျက်မှောက်မျက်ွယ်ဤနဲ့တွေ့ဆိုးပွဲတိတက်လှဆိုတဲ့နေရာမှာအတင်းမပြောယုံမြမရှုံးချတဲ့စကားကိုမပြောယုံမြနဲ့မပြည့်စုံသေးဘူးဆိုကြမလို့တစ်ခါတည်းရမှာမလွဲတာမရှောင်တာပြောရမယ့်အနေအထားမျိုးရောက်လာပြီဆိုကြပါစို့ပါဇက်ကိုပိတ်နေလို့ရတဲ့အနေအထားမျိုးမဟုတ်တော့ဘူးအဲ့ဒီလိုအခြေအနေမျိုးကမကြုံနိုင်ဘူးလားကြုံလားပြောရတော့မယ်ဆိုတဲ့အခါမျိုးမှာကဲဘယ်လိုစကားကိုပြောမလို့ဟုတ်လားအဲ့ဒါကိုကျတော့မြတ်စွာဘုရားကဘယ်လိုသင်ပြတော့ဆိုတော့ဟုတ်မှန်ကိုလည်းမရှိဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားဆိုရင်တော့လုံးဝကိုမပြောပြအောင်တင်းတင်းကြပ်ကြပ်ဆောင်ထိန်ရမယ်တဲ့နော်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးလုံးဝမထွက်စေအောင်ကြိုးစားရမယ်ဟောနောက်တစ်ချက်တက်လာပြန်ပြီမှန်တော့မှန်တယ်ကိုပြောမယ့်အကြောင်းအရာတွေကအလုံးမှန်တယ်ဒါပေမဲ့ဘာအကျိုးမှမရှိဘူးပြောလိုက်လို့အဲ့ဒီလိုစကားမျိုးလည်းပဲမပြောပြအောင်ရှောင်ရမယ်အဲ့ဒီနေရာမှာဒကာမတို့အရင်တို့တော်တော်ညှိရတယ်လို့ထင်တယ်။ဘာမှန်တယ်ထင်တော့ပြောရမှာပဲဆိုတာမျိုးလာတာဟုတ်လားငါကမှားတာပြောတာမှမဟုတ်ဘူး။ဒါပေမဲ့သူကအကျိုးရှိတာမရှိတာကိုကျတော့စီစီတဲ့ဉာဏ်ကပါမလား။နောက်တစ်ခါတလေပြိဿပေါင်းတို့ကောင်တော့မှန်တာပြောပေမဲ့လို့ကိုယ်စီရင်တာမမှန်တာတွေရှိတယ်။ပြောနေတဲ့အကြောင်းအရာကတော့မှန်တယ်နော်။ဒါပေမဲ့စီရင်တာကဘလို့စီရင်တာနဲ့ပြောတာနော်မကောင်းတဲ့စီရင်တာနဲ့ပြောနေတာအဲ့ဒီမှန်တော့မှန်တယ်ဒီစကားတွေကမမှန်ဘူးမဟုတ်ဒါပေမဲ့မကောင်းတဲ့စီရင်တာတွေနဲ့ပြောတယ်တစ်ဖက်သားအတွက်လည်းဘာအကျိုးမှမရှိကိုယ့်အတွက်လည်းဘာအကျိုးမှမရှိဟုတ်လားဒါအကုသိုလ်ဖြစ်ုံများတတ်တယ်ဒါကြောင့်မှန်တိုင်းပြောမယ်ဆိုသောစကားတွေအလွန်တရာမှပိန်းနဲ့အယူအဆလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကနံပါတ်1မှန်လည်းမှန်မှုအကျိုးလည်းမရှိဘူးဆိုရင်လုံးဝမပြောပြအောင်ထိန်းတရားမယ်မှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုရင်လည်းပဲဒါမှပြောနိုင်အောင်ကြိုးစားရမယ်မပြောတဲ့ဘူးအဲ့လိုဆိုရင်ဘာပြောရမလို့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုတဲ့စကားကိုပြောရမယ်တဲ့ဒီနေရာမှာတော့မှချွတ်ချက်ကလေးကပါနေသေးတယ်အပြောကိုမြတ်စွာဘုရားအများကြီးတင်းကျပ်တယ်နော်မှန်လဲမှန်ပါတယ်အကျိုးလည်းရှိပါတယ်ဆိုတဲ့စကားကိုတောင်းမှအခါခသိမပြောရဘူးလေအခြေအနေကိုကြည့်ပြီးတော့အချိန်အခါကိုကြည့်ပြီးတော့ပြောရမယ်တဲ့လွန်သွားပြီဆိုရင်မပြောနဲ့ပြောချိန်မရောက်သေးဘူးစောနေသေးတယ်ဆိုရင်လည်းမပြောနဲ့ဟောအကန့်အချက်ကလေးနဲ့လာနော်ဒီမှန်လည်းမှန်တယ်အကျိုးလည်းရှိဟောဒီစကားပြောလိုက်ရင်ဒီလိုတွေတကယ်အကျိုးရှိမှာဟုတ်လားမှန်တာလည်းအလုံးမှန်တယ်ဒါကိုတောင်မှပြောချိန်မကြသေးဘူးစောနေသေးတယ်ဆိုရင်သိဆန္ဒတွေမစောနဲ့ဒါလေးစောင့်လိုက်အောင်သူ့ရဲ့စိတ်အခြေအနေကဘယ်လိုရှိတော့အချိန်ကာလကဘယ်လိုရှိတော့စောင့်လိုက်အောင်ဟုတ်လားဟောတခါတရံကျတော့တချို့စကားတွေကပြောဖို့မလိုတော့ဘူးလွန်သွားပြီပြောလည်းပဲအကြောင်းမထူတော့ဘူးဆိုတာရှိတယ်အဲ့လိုလွန်သွားရင်လည်းဗါတယ်လို့ပြောရဘူးတဲ့ဟုတ်လားအဲ့လိုပေးတဲ့ပေါင်းသူတော်ကောင်းတို့မျက်မှောက်မျက်ွယ်ဤနဲ့တွေ့ဆိုးပွဲတိကျလှဆိုတာရဲ့အောက်မှာအဲ့ဒီအသေးပဲရှိတယ်ဟုတ်လားဒီမျက်မှောက်မျက်ွယ်ဤနဲ့တွေ့ဆိုးပွဲတိကျလှဘယ်လောက်ထိသိရမလဲလို့မပြောရင်စကားတွေအလွန်ကျေဝန်းသွားမယ်နော်ဒီဒါကတော့အချင်းတို့အချင်းချုပ်လေးပဲပြောတာပါဟုတ်လားစကားနဲ့ပတ်သက်ပြီးတော့ပြောဆိုစရာတွေကအလွန်များတယ်ပေါ့နော်ဒီသိကြတာကတော့ဒကာဓမ္မတို့ရောဦးဇင်းတို့ရောစကားကိုကောင်းကောင်းမပြောတတ်ကြသေးဘူးဆိုတာကတော့သိကြပါလေ။ဘာကိုကြည်တော်အဖြစ်သိနိုင်တော့ကိုပြောကြောင့်ကိုဒုက္ခရောက်တာကိုကြည်တော်အဖြစ်သိနိုင်တယ်ပေါ့။ဟုတ်ရလား။ဒါကြောင့်စကားနဲ့ပတ်သက်ပြီးတော့ဟောနောက်ထပ်ဆုံးမတော်မူချက်တစ်ခုဆက်ပြီးတော့နားလည်ကြည့်မယ်နော်။ဘယ်နှခုရှိသွားပြီတော့၄ခုရှိသွားပြီ၅ခုမြောက်ရောက်သွားပြီနော်။၅ခုမြောက်ကဘာပြောတော့မလျင်မစောစကားပြောချောမောဝိသိစွာတဲ့နော်ခုနကမှန်တဲ့စကားကောင်းတဲ့စကားအချိန်ကာလကြည့်ပြီးတော့ပြောပြီးဆိုတဲ့အခါမျိုးမှာတောင်းမှမြန်မြန်ဆန်ဆန်ကြီးမပြောနဲ့တဲ့အလိုတကြီးမပြောနဲ့နော်အေးအေးစီစီမှန်မှန်ကန်ကန်လေးနော်ပုံမှန်ကလေးပြောမြန်မြန်ဆန်ဆန်ပြောလို့ရှိရင်ရသော်ဘုရားဘာပြောတော့ဆိုလူလည်းပင်ပန်းနေတဲ့စကားမြန်မြန်ပြောလို့ရှိရင်နော်စိတ်လည်းနွမ်းနေတဲ့
အတန်လည်းဖြစ်တယ်လေချောင်းလည်းနာတယ်ကိုယ့်ရဲ့စကားကမတန်ရှင်းဘူးတဲ့တစ်ဖက်သားလည်းနားမလဲလွယ်ဘူးတဲ့အပြစ်6မျိုးပြနောက်စကားပြောမြန်ခြင်းကိုမြတ်စွာဘုရားအဲ့လိုထောက်ပြနော်ဒါငယ်ငယ်လေးကသာဦးဇင်းကဒီဒေသနာလေးကိုကြားဥပါလေဒါပေမဲ့စကားပြောကတော့တိတ်ပြီးတော့နှေးသွားတယ်လို့မရှိဘူးဖြစ်ဟုတ်လားနော်စကားကိုမြန်မြန်ဆန်ဆန်အလုံးကြီးပြောတာအဲ့ဒီအပြစ်တွေရှိတယ်ဆိုတာလည်းပဲဒီကရမတို့ဦးဇင်းတို့နားလည်ပြီးတော့နော်မှန်မှန်ကလေးပါတော့ပြောရမယ်ဒါဆိုရင်လူလည်းမပန်းဘူးစိတ်လည်းမနှွမ်းဘူးလေကြောင်းလည်းမနာဘူးအတန်လည်းမပြတ်ဘူးကိုပြောတဲ့စကားလုံးတွေကတန့်ရှင်းတယ်ပြီးပြင်းတယ်ဒါကြောင့်မလို့တစ်ဖက်လူလည်းပဲလွယ်လွယ်လေးနားလည်သွားတယ်အောင်ရှင်ဘာပြောလိုက်မှမသိဘူးဘုရားဝါဒနဲ့ဆိုတော့စဉ်းစားနေရပြီတစ်ဖက်လူလွယ်လွယ်နဲ့နားမလဲဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အတ္တရမနောဝပါတိယနောတရမနောအတ္တရမနောတော့မမြန်မဆန်ပဲပြောတဲ့အလေးကျင့်နဲ့ပါတိယပြောရမယ်နော်တရမနောမြန်မြန်ဆန်ဆန်ပြောတာမျိုးကိုနောပါတိယမပြောဆိုရဘူးလို့မြတ်စွာဘုရားက5ခုမြောက်ချမ်းသာကြောင်းတရားကိုအဲ့လိုဟောတယ်နော်အဲ့တော့ဦးဇင်းတို့နောက်ဆုံး6ခုမြောက်ရောက်လာပြီနော်နောက်ဆုံး6ခုမြောက်ကြတော့ဘာပြောတော့အရက်စကားမလွန်ညာ6ပါးအရဏနော်အဲ့ဒါကြတော့ဦးဇင်းတို့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ဇနဗရနိရုဒ္ဒေနာဘိတိဝေတေယနော်ဒီအရက်ဒေသမှာဒီအဓိပ္ပာယ်နဲ့ပြောတဲ့စကားကိုကိုကအဲ့ဒါကြီးကိုယ့်ရဲ့ဒေသမှာပြောတဲ့စကားကိုအရန်ကြီးအဆွဲအလမ်းမထားရသူများအရက်ဒေသကပြောတဲ့စကားကိုမှားတယ်လို့ကိုမငင်းရဟုတ်လားတာမင်ညာနာတိဒါဝေယနော်ဟောပုံမှန်ဒီအဓိပ္ပာယ်ထွက်တဲ့စကားတွေကိုမဟုတ်ဘူးလို့သွားပြီးတော့ငငင်းဆိုရအောင်နော်အဲ့ဒါကိုဆိုတော့ကြီးကတော့သူကသူ့ငယ်ငယ်တုန်းကအတွေ့အကြုံလေးတွေနဲ့သူပြောပြတယ်နောက်တစ်ခါဦးဇင်းတို့ဟိုမင်းဟိုဥပ္ဖို့ဘက်ကိုရောက်တော့ဘင်းတို့ကျင်းငါးကြီးတွေတီးနေတာမြင်တယ်ဆိုတော့ကြီးကသူ19နှစ်သားလောက်ရောက်တော့သူကပြောမိတာပေါ့ဟာကျင်းငါးကြီးတွေကလှလာရည်လားချိုးလာရည်လားကြီးဆိုတော့အဲ့လိုပြောတော့ဝိုင်းပြီးတော့ရည်ရတယ်တဲ့ဘေးကကိုရင်နေသူနဲ့ရွယ်ရွယ်လေးဟာဘလို့ရည်တောင်ဆိုတော့ဘယ်မှာတော့နဲ့ကျင်းငါးကြီးအဲ့ဒါကျင်းငါးကြီးမဟုတ်တာကျင်းငါးကြီးလို့ပြောတယ်အဲ့ဒါတကယ်လို့ညင်းမယ်ဆိုရင်တော့ညင်းရဖို့ပဲရှိတယ်နော်ကျင်းငါးကြီးလိုပဲပြောကျင်းငါးကြီးလိုပဲပြောအဲ့ဒီအဖုထိပ်လေးတွေထွက်နေတဲ့အသီးလေးကိုရည်ညွှန်းတာဆိုတာတော့လူတိုင်းသိပါတယ်လူရင်းကတော့ဒါပဲလေအဲ့ဒါကိုအပြောမတူတာလေးနဲ့ညင်းနေမယ်ဆိုရင်တယောက်နဲ့တယောက်အနည်းဆုံးစိတ်ထဲမှာအဖုထိပ်ကလေးတွေဖြစ်သွားမှာဒါကြောင့်ဒါမျိုးကိုမငင်းရအောင်ဘာမှအရင်မပါတာတွေကိုငင်းမနေနဲ့လို့လေအတိပ္ပယ်ကိုချစ်ပြီးတော့နားလေတဲ့တာမင်ညာနာတိတာဝေယဟုတ်လားဘာမှမဟုတ်တာလေဘာမှမထူးတာလေဒါတွေကိုဘာမှသိပြီးတော့ရည်ကြီးခွန်ရဲ့လုပ်ပြီးတော့ငင်းဆိုပြနေတယ်ပြောတာလေးလေသူတို့မြင်းညာဘက်ကနွားရိုက်တဲ့ချိန်နွားမောင်းတဲ့ချိန်ကိုနဂံလို့ခေါ်တာဦးဇင်းတို့ရွှေဘိုဘက်ကမန္တလေးဘက်ကကျတော့အဲ့ဒါကိုတပြာလို့ခေါ်တာဦးဇင်းတို့ရွာလည်းတပြာလို့ပဲခေါ်တာဘာမှမဆိုင်ဘူးစကလုံးတွေကတစ်လုံးမှမတူဘူးဘာပြောလို့ပြောမှတော့မသိဒါပေမဲ့နွားကိုသွားအောင်မောင်းနေဒုတ္တန်လေးတစ်ချောင်းကျင်းလေးတစ်ချောင်းဆိုတာတော့လူတိုင်းသိတယ်ဟုတ်လားဒါကြောင့်ဆိုလိုတာကအဲ့ဒါလိုအများဆုံးဟောရတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်လည်းနားလည်နေတာပဲသိနေတာပဲဒါကိုကိုယ့်ရဲ့ဒေတာကပြောတဲ့စကားနဲ့မတူတာနဲ့မငင်းရအောင်ပေါ့နောက်ဦးရင်တို့ငယ်ငယ်တုန်းကကြွားမှာနောက်လို့ဒီကူတကူဆိုရင်တကူလို့မခေါ်တချောင်းလို့ခေါ်တယ်ကိုကဒါပဲမှန်တယ်လို့ထင်တာအဲ့မြို့ရောက်သွားတဲ့ခါကျတော့သူများတကူလို့ပြောတော့ကိုကပဲရေချင်းနေတယ်ပြီးတော့ကိုကပဲမှားတယ်ပုံပေါ်လေကိုကအနည်းစုဖြစ်နေတယ်အဲ့ဒါဦးဇင်းတို့တွေတိုးချတယ်ဟိုဘက်ကရွာကြတော့အဲ့ဒီနိုးဒီဘူးလေးကိုဘယ်လိုခေါ်အောင်ဆိုတော့တပရောက်နှစ်ပရောက်လို့အဲ့လိုခေါ်တာလည်းရှိဟုတ်လားထားပါတော့လေဒါတွေကိုပြောရရင်မဆုံးဘူးပေါ့အဲ့တော့ဆိုလိုတာကလူလေးမှတ်ရမှာလားတော့ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုပြောဆိုကြွယ်ပြချမ်းသာတာလေးကိုအခြေခံပြီးတော့မငင်းရဒါပဲဟုတ်လားဒီဒါကြောင့်ကိစ္စပေါင်းသူတော်ကောင်းတို့ချမ်းသာကြောင်းတရားထဲမှာအပြောဆိုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကဘယ်နှပါးဖြစ်နေတော့4ပါးဖြစ်နေတယ်နော်အပြောဆိုနဲ့ပတ်သက်ပြီးတော့4ပါးဖြစ်နေတယ်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမျက်မှောက်မျက်ွယ်ဤနဲ့တွေ့ဆိုပွဲတည်တတ်လှမလီမစောစကားပြောချုံမောမွေးတိမ်စွာအရက်စကားမလွန်ညာ6ပါးအရဏဟုတ်လားအဲ့တော့ရှင်တို့ဒီ6ခုကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရမယ်ဟုတ်လားနံပါတ်1ချမ်းသာကြောင့်တရားကဘာလဲတော့အ
အယုံနှစ်ပါးမလိုက်စားလမ်းသွားမစီမနောက်ကမ္မဒုက္ခလိကနုယောဂအကျင့်အတ္တကိလမထနုယောဂအကျင့်တွေမှာမကောင်းတဲ့အဖြစ်တွေရှိတဲ့အတွက်ကြောင့်အဲ့ဒီအစွန်းနှစ်ပါးအယုံနှစ်ပါးကိုရှောင်ပြီးတော့မစီမပရိပလာအကျင့်မြတ်လို့ဆိုတဲ့မဂ္ဂင်၈ပါးကိုကျင့်သုံးရမယ်အမြင်မှန်ကိုကြည်ထွားအောင်ဝေမြူရမယ်ဟုတ်ရဲ့လားပြီးတော့ဗါလဲလို့နံပါတ်2ကမပြောင်းမစားမနှိမ်ညာတရားဟောဖို့ပြဟုတ်လားမြောက်တယ်ဆိုတာဘာလဲနှိမ့်ချတယ်ဆိုတာဘာလဲဆိုတော့ကအจิตတော်ပြောတယ်နော်ပုဂ္ဂလဒိဋ္ဌံကောင်းတယ်လို့ပြောရင်မြောက်ပြောတာရောက်တယ်ဟုတ်လားပုဂ္ဂလဒိဋ္ဌံမကောင်းဘူးလို့ပြောရင်နှိမ့်ချပြောတာရောက်တယ်ကောင်းမှုကကောင်းတယ်မကောင်းမှုကမကောင်းဘူးလို့နော်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ကိုသာလေပြောမယ်ဆိုရင်တော့တရားသဘောကိုပဲပြောရရောက်တယ်ဟုတ်လားနောက်ပြီးတော့တတိယချမ်းသာကြောင့်တရားကဘာလဲတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇဒဣဇဒဒုက္ခဗေဒဒုက္ခလို့ဒုက္ခနှမျိုးရှိတဲ့ကဘယ်ဒုက္ခကအန္တရာယ်ရှိတယ်ဘယ်ဒုက္ခကအန္တရာယ်ကင်းတယ်ဘယ်ဒုက္ခကတကယ်ကောင်းတယ်ဘယ်ဒုက္ခကတကယ်မကောင်းဘူးဆိုတာကိုဉာဏ်နဲ့ပိုင်းခြားဆုံးဖြတ်ပြီးတော့ဣဇဒဒုက္ခအတွင်းချမ်းသာလို့ဆိုတဲ့တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုရအောင်ရှာဖွေပွားများအားထုတ်ရမယ်နော်နောက်နံပါတ်4တရားကဘာလဲမျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတည်တတ်လားမျက်ွယ်မှာသူများမအောင်ကြောင့်မပြောရဘူးရှိတယ်လည်းပဲရှုံချတဲ့စကားကိုမပြောရဘူးအကယ်၍ပြောတော့မယ်ဆိုရင်လည်းပဲမမှန်တဲ့အကျိုးမရှိတဲ့စကားကိုပြောရဘူးမှန်ပြီးတော့အကျိုးမရှိတဲ့စကားဆိုရင်လည်းမပြောရဘူးမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဆိုတဲ့စကားကိုသာနဲ့အချိန်ခါလာကိုကြည့်ပြီးတော့မှစောသိရင်လည်းမပြောနဲ့လွန်သွားရင်လည်းမပြောနဲ့လို့မြတ်စွာဘုရားအလိုတားပါတယ်ဟုတ်လားနောက်အရင်တော့၅ခုမြောက်ကပါလေတော့မလျင်မစောစကားပြောချုံမောမွေးသိမ်စွာဖြည်းဖြည်းပြောစကားပြောတာဟုတ်လားပြီးတော့ပါလေတော့အရက်စကားမလွန်ညာ6ပါးအရဏဒီအရဏဝိပင်္ဂသုတ်တံမှာထူးခြားတာလေးတစ်ခုဏိကုံးကျုံမှာပါတယ်အဲ့ဒါကဘာလို့ဆိုတော့ဟောဒီအရဏဝိပင်္ဂသုတ်တံမှာဟောထားတဲ့ဒေသနာနဲ့အညီနေတဲ့နေရာမှာဧတထရတဲ့မထေရမြတ်တစ်ပါးကိုမြတ်စွာဘုရားကနှုတ်တော်ကဖွင့်ဟပြီးတော့အဲ့ဒီမှာအမိန့်ရှိထားတယ်အဲ့ဒီမထေရမြတ်ကဘယ်လိုလုံးဆိုတော့ရှင်သူဘူတိတဲ့ဟောရှင်သူဘူတိဆိုတာကဦးဇင်းတို့နာရိန်တတိကြီးရဲ့ညီအရင်ပေါ့ဟုတ်လားအဲ့ဦးဇင်းတို့ရေတော်ကျောင်းတော်ကြီးရေသက်ချတဲ့ပွဲမှာပဲနော်သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုပြီးတော့နောက်တော့ယဟန်နာဖြစ်ရှင်သူဘူတိမထေရတဲ့နာရိန်တတိကြီးရဲ့ညီအရင်ပေါ့ဟုတ်လားဒီအဲ့ဒါသူကဧတတဲ့နှစ်ထပ်ကွမ်းရတာပဲတော့မေတ္တာဝိဟာရီနော်မေတ္တာနဲ့နေတဲ့နေရာမှာလည်းသူကဧတတဲ့ရဘလောက်ထိသူကမေတ္တာနဲ့နေလို့ဆိုရင်ဆုံးမကြွားရင်မြေမေတ္တာပွားအင်းရှိရက်ပြီဆိုရင်မေတ္တာပွားတယ်ဆုံးလာလောင်းပြီဆိုတော့မှသာသာလေးမေတ္တာဇံကထပြီးတော့အလုခံပြီးရင်မေတ္တာပဲဆက်ပြီးတော့ပွားတယ်နော်တတ္တဝါရဲ့ပုံမှာကောင်းကျိုးချမ်းသာရသိခြင်းနဲ့စိတ်ကိုမိမိတဏ္ဍာမှာအမြဲတမ်းဖြစ်နေအောင်ကြိုးစားအထောက်တဲ့သဘောပေါ့နော်မေတ္တာဇံဝင်လာအမေတ္တာတရားဆိုတာအလွန်တရာမှဘုံကံကြီးမားကြောင်းကုသိုလ်တရားလို့လည်းပဲသူတော်ကောင်းကြီးတွေအမိန့်ရှိထားတယ်။ဒါကြောင့်ကိုယ့်ဘဝမှာနော်အရှင်ပြေပြီးဖြစ်ခြင်းနဲ့ဆိုရင်မေတ္တာတရားကိုလက်ကင်ထားနိုင်တယ်ပေါ့။တော့တပါးသောသူကိုချမ်းသာစေခြင်းနဲ့စိတ်ကျမ်းမာစေခြင်းနဲ့စိတ်အစစရရအရှင်ပြေစေခြင်းနဲ့စိတ်ကလေးတွေမွေးတာအဲ့ဒီစိတ်ကြည်နာကပဲကိုယ့်ကိုကြိုးပေးမှာဟုတ်ရလား။ဒါကြောင့်မေတ္တာတရားကိုအားကိုးကြရမယ်ပေါ့။ဟုတ်လားအဲ့တော့မေတ္တာဝိဟာရီမေတ္တာနဲ့နေတဲ့နေရာမှာအဲ့ဒီရှင်သူဘုဒ္ဓဟာဣတရေရနောက်ပြီးတော့ဒီအရဏဝိပင်္ဂသုတ်တံမှာလာတဲ့အတိုင်းအလွန်နေထိုင်ကျင့်သုံးတယ်လို့ဆိုတယ်အထူးသဖြင့်ပုဂ္ဂလဒိဋ္ဌံဘယ်တော့မှမပြောဘူးဓမ္မဒိဋ္ဌံပဲပြောတယ်အရှင်သူဘုဒ္ဓဟာမြတ်စွာဘုရားကမှတဲ့တခါတလေပုဂ္ဂလဒိဋ္ဌံပြောသေးတယ်တဲ့နောက်ဒေဝဒဟာအာယုကဘလုံးငရဲမှာတင်မဲ့လူနောက်တတွေးကိုစားနေတဲ့သူနောက်တချို့ဆက်ဘက်ကြီးရန်နေဆိုရင်ဟဲ့မောဟပုရိသဘက်ဖို့မပြီးအချီးနှီးသောယောက်ျားအစရှိသဖြင့်မြတ်စွာဘုရားပုဂ္ဂလဒိဋ္ဌံပြောတာလည်းမရှိဘူးလားရှိရနော်ဒါပေမဲ့ရှင်သူဘုဒ္ဓကတော့အဲ့လိုကိုပြောတဲ့ဒါကတော့မြတ်စွာဘုရားကချီးမွမ်းပြီးတော့ဟောတာလားသူဘုဒ္ဓဟာဒီအကျင့်ကိုရှင်းသုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားချီးမွမ်းတာအဲ့တော့ဓမ္မတော်ဦးဇင်းတို့ယာနှုံးပြည့်ကြီးဒီအကျင့်တွေကိုမကျင့်သုံးနိုင်တော့မှဒါတွေဟာအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့ချမ်းသာကြောင့်ဒီလံကောင်းတွေပဲလို့နားလည်ပြီးတော့အဲ့တလောက်ကျင့်သုံးနိုင်မယ်ဆိုရင်ကိုပဲတတ်တာရာမရနိုင်ဘူးလားရနိုင်တယ်ချမ်းသာရာကိုရနိုင်တယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအရဏဝိပင်္ဂသုတ်တံမှာမြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမတွေကိုစွန့်နိုင်တဲ့များကျင့်သုံးပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့
နောက်ဆုံးမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်အချမ်းသာဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပူရင်းဖြင့်နော်ချမ်းသာစွာနေနီလို့တရားကောင်းစဉ်ပြီးပြီးတော့ဟောတဲ့ဒီတရားကို